ယနေ့သာသနာတော်နှစ်2554ခုကောဇာတက္ကရာ1382ခုရာဇူလသံ9ရက်နေ့ညမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အမှတ်9ရပ်ကွက်ဖောင်တော်ဦးဖောင်တော်ဘက်မြတ်စွာဘုရားဝိုင်းအတွင်အပမာရအသင်းဝင်များမှကြီးမှုကျင်းပပြုလုပ်အပ်သည်ဖောင်တော်ဦးဖောင်တော်ဘက်မြတ်စွာဘုရားဗုဒ္ဓပူဇနီယပွဲတော်အကျိုးဓမ္မသဘင်ပွဲ၌ဓမ္မဒါနကုသိုလ်ရှင်အပမာရဓမ္မသဘင်ဖြစ်မြောက်ရေးအဖွဲ့သူဖွဲ့သားများနှင့်တကဝတရားချစ်ခင်သူတော်စင်အပေါင်းတို့ကနေပြီးတော့စုပေါင်းကျင်းပပြုလုပ်အပ်သည်ဤဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောကတ်3ပါးအမည်ရသည့်တရားတော်ပိဋကရဲ့တရားတော်ရဲ့အမည်ကကဲတစ်ခေါက်လောက်ပြောကြည့်ပါဦးပါတယ်လေအဲ့ဒီတရားတော်ကိုယနေ့ညကြွရောက်လာကြတဲ့အလုံးသောသူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားဟောပြောပြတ်တာသင်ကြားပေးမှာဖြစ်ပါတယ်။ဒါကြောင့်တရားတော်ကိုမဟောကြားမီယရဏမြတ်သုံးပါးတို့ဟာရှ िख ိုးကြရအောင်လင်္ကာလေးများဆိုပေးတဲ့အခါတို့သူတော်စင်များကသုံးခေါက်စီလိုက်ပြီးတော့ဆိုကြရအောင်ဗုဒ္ဓဂုံဤစိတ်မာတိယုံကြည်မြတ်နို့လက်ဆုံးမို့ရှိခိုးပါ၏ဖယားဗုဒ္ဓဂုံဤစိတ်မာတိယုံကြည်မြတ်နို့လက်ဆုံးမို့ရှိခိုးပါ၏ဖယားဓမ္မဂုံဤစိတ်မာတိယုံကြည်မြတ်နို့လက်ဆုံးမို့ရှိခိုးပါ၏ဖယားဓမ္မဂုံဤစိတ်မာတိယုံကြည်မြတ်နို့လက်ဆုံးမို့ရှိခိုးပါ၏ဖယားသံဃာဂုံဤစိတ်မာတိယုံကြည်မြတ်နို့လက်ဆုံးမို့ရှိခိုးပါ၏ဖယားသံဃာဂုံဤစိတ်မာတိယုံကြည်မြတ်နို့လက်ဆုံးမို့ရှိခိုးပါ၏ဖယားကဲယရဏမြတ်သုံးပါးကိုရှ िख ိုးပြီးတဲ့နောက်ဦးဇင်းတို့ရဲ့ဟောပြောပြတ်တာသင်ကြားမှုကိုစတင်ကြပါစို့တရားတော်ရဲ့အမည်ကပြည့်တဲ့ရပါတယ်လေက
ကတ်သုံးပါးအမည်ရတဲ့တရားတော်ဒီတရားကောင်းစီရဲ့အောက်မှာတို့သူတော်စင်တို့ဟာဘယ်နှချက်လောက်ဟောပြောပြတတ်သင်ကြားပေးမလဲလို့ဆိုရင်စုပေါင်း9ချက်သင်ပေးမယ်ဘယ်နှချက်အဲ့ဒါတွေကဘာလဲပြောရင်နံပါတ်1ကတ်ဟုသည်တဲ့ဘာလဲလဲနောက်နံပါတ်2ကကတ်3ပါးတဲ့ဘာ3ပါးနောက်နံပါတ်3ကကတ်3ပါးဖြစ်ကြောင်းတရား3ပါးတဲ့ဘာလဲလဲနောက်နံပါတ်4ကကတ်3ပါးကြုံဖြစ်သည့်ပုံ3မျိုးတဲ့ဘာလဲလဲနောက်နံပါတ်5ကလောဘဤအပြစ်3မျိုးတဲ့ဘာ3မျိုးနောက်နံပါတ်6ကဒေါသဤအပြစ်9မျိုးတဲ့ဘာလဲလဲနောက်နံပါတ်9ကမောဟဤအပြစ်4မျိုးတဲ့ဘာ4မျိုးအားလုံးပေါင်းလိုက်တော့ဘယ်နှချက်အဲ့ဒီ9ချက်ကိုယနေ့ညကြွရောက်လာကြတယ်အားလုံးသောသူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားဟောပြောပြတ်တာသင်ကြားပေးမှာဖြစ်ပါတယ်တို့သူတော်စင်များတရားတော်များကိုနာကြားခွင့်ရတဲ့အခိုက်အတန့်ကိုနာလိုက်တဲ့တရားကိုသိအောင်တက်အောင်နားလည်အောင်နာရမယ်ဘယ်လိုနာရမလဲသိအောင်တက်အောင်နားလည်အောင်နာရမယ်တဲ့ဘာလို့လဲပြောရင်လူဘဝကိုရနေကြတဲ့တို့သည်လောကမှာနေနေတဲ့အခိုက်အတန့်မကောင်းတဲ့အန္တရာယ်ဆိုးဝါးတဲ့အန္တရာယ်များနဲ့တို့မတွေ့ဖို့လိုသလားမလိုဘူးလားအေးကိုမလိုခြင်းတဲ့အရာတွေလောကမှာကြောက်စရာကောင်းတဲ့အရာတွေပြစ္ဆုတ်ပံဘဝမှာလည်းမကောင်းတမလွန်မှာလည်းပဲမကောင်းတဲ့အရာတွေရှိဘူးလားအေးအဲ့ဒီအရာတွေကိုလောကလူဘဝနေနေတဲ့အခိုက်အတန့်တက်နိုင်သမျှကင်းဖို့ဆိုတာကငွေကြီးတစ်ခုတည်းနဲ့တင်မရဘူး။ဘာနဲ့တင်မရဘူး။ငွေကြီးတစ်ခုတည်းနဲ့တင်မရဘူး။အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တန်မှာဘာရှိမှအစဉ်ပြေတယ်လေလို့ပြောရင်ဓမ္မနှလုံးသားထဲမှာရှိနေမှပါလေ။ဓမ္မနှလုံးသားထဲမှာရှိနေမှဓမ္မနှလုံးသားထဲကိန်းနေတဲ့ပုဂ္ဂိုလ်ရဲ့စဉ်းစားတဲ့အံငါတစ်မျိုးဓမ္မမကိန်းတဲ့ပုဂ္ဂိုလ်တွေစဉ်းစားတာကတစ်မျိုးဟုတ်တယ်မို့လားအေးအဲ့ဒါကြောင့်ဒုသူတော်စင်များလူသားတိုင်းကတရားနှလုံးသားထဲကိန်းပြီဆိုရင်အဲ့ဒီနေပယ်သည်ငြိမ်းချမ်းတဲ့နေပယ်မဖြစ်နိုင်ဘူးလားငြိမ်းချမ်းတဲ့နေပယ်ဖြစ်နိုင်တယ်တာယာတဲ့နေပယ်ဖြစ်နိုင်တယ်တယောက်နဲ့တယောက်ကုညီရိုင်းပင်းတဲ့ပုဂ္ဂိုလ်တွေရဲ့နေပယ်မဖြစ်နိုင်ဘူးလားအဲ့ဒါမျိုးမှတရားမရှိရင်နေရာတကာမှာသွားပြီးတော့ကြည့်ရင်မဖြစ်တဲ့အကုသိုလ်တွေဖြစ်ကြတာလည်းမရှိဘူးလားအေးတချို့ကမဖြစ်သင့်မဲနဲ့အကုသိုလ်ဖြစ်ရတချို့သွားပြီးတော့ကြည့်ရင်တော့ဖြစ်သင့်လို့ကအကုသိုလ်တွေဖြစ်ကြတယ်ဒါမျိုးတွေလည်းမရှိဘူးလားအဲ့ဒါကြောင့်မို့တို့သူတော်စင်များဘာတွေရေးကြည့်တယ်လဲလို့ပြောရင်လောကမှာနေနေတဲ့အခိုက်အတန့်ကိုယ်ဘဝလေးကိုတန်မိုးရှိရှိနဲ့နေမယ်ဆိုရင်တရားဘဟုတုတ္တစုဆောင်ရဘာဘုတုတ္တလဲတရားဘုတုတ္တစုဆောင်ရမယ်ပြီးသွားရင်ရှောင်တဲ့တရားကိုရှောင်ရမယ်ကျင့်သုံးတဲ့တရားကိုဘာလုပ်ရမလဲကျင့်သုံးသင်ရရိုးရစင်လာဗုဒ္ဓဘာသာလေးဖြစ်နေုံနဲ့တင်ပြီးရလားမပြီးဘူးမေးကြည့်လိုက်ရင်အဖေဗုဒ္ဓဘာသာအမေဗုဒ္ဓဘာသာဒါပေမဲ့သွားပြီးတော့မေးကြည့်အခြေခံလေးတွေကစဗုဒ္ဓဘာသာမှာမသိတာလေးတွေရှိသလားမရှိဘူးလားအဲ့ဒါမျိုးလေးဖြစ်နေတယ်အဲ့ဒါကြောင့်ဘာသာရေး၄ရက်ခုကဘာမှာထင်ရှားတာကဟိန္ဒူဘာသာရဲ့ဗုဒ္ဓဘာသာရဲ့ခရစ်ယာန်ဘာသာရဲ့အစ္စလမ်ဘာသာရဲ့မရှိဘူးလားအဲ့ဒီဘာသာတရားတွေထဲမှာသွားပြီးတော့ကြည့်မျိုးဆက်တဲ့ဖြစ်တဲ့ဘာသာဝင်ကိုစနစ်တကျနဲ့ပညာသင်ကြားပြီးတဲ့နေရာမှာခရစ်ယာန်နဲ့အစ္စလမ်ဒီအကောင်းဆုံးပဲဟုတ်လားဘယ်သူနဲ့ဘယ်သူလဲခရစ်ယာန်နဲ့အစ္စလမ်သ
တို့ဘာသာဝင်ဖြစ်ကြတဲ့မျိုးဆက်တဲ့လူငယ်တွေကိုကြကြနနာချစ်တေထဲမှာသင်တန်းပို့ချပေးတယ်ပလီထဲမှာသင်တန်းပို့ချပေးတယ်မနဲ့လင်းလာတဲ့တပြိုင်နက်ဒုသူတော်စင်များကလေးလေးတွေအငယ်လေးတွေခေါင်းမီးခြုံလေးတွေနဲ့တို့နော်ခေါင်းအုပ်လေးတွေနဲ့တို့တွေ့တယ်မို့လားအဲ့ဒါမျိုးအစိုးကြီးတွေသွားပြီးတော့မနဲ့တိုင်းဘာသာရေးသင်တန်းသူတို့မှရှိကြတယ်အေးဘာသာရေးသင်တန်းတိတ္တမရှိတာကြတော့ဦးဇင်းတို့ဗုဒ္ဓဘာသာမှာကြတော့ဘာသာရေးသင်တန်းတိတ္တရှိရလားအေးဘာသာရေးသင်တန်းတိတ္တမရှိဘူးစနေတနင်္ဂနွေရက်ဒါကဘာသာရေးတချို့မိဘကဝါဒနာပါမကိုသားသမီးကိုစနေတနင်္ဂနွေမှာနားခိုင်းပြီးဘာသာရေးလှုပ်ခိုင်းကြတယ်ဒါမျိုးလေးတွေလည်းမရှိဘူးလားဒါမျိုးမိသားစုတွေလည်းပဲရှိတာပဲတချို့ကြတော့စနေလည်းမနာဘူးတနင်္ဂနွေလည်းမနာဘူးအဲ့ဒါမျိုးရက်တွေမနာပဲနဲ့ကိုသားသမီးကိုလောကီပညာပေါ့ worldly education ဘက်ကြီးတယ်တအားပံ့ပိုးပေးနေတဲ့မိဘတွေလည်းမရှိဘူးလားအေးအဲ့ဒါမျိုးလောကီပညာတက်ရင်ပြီးတာပဲငါတို့ရဲ့သားသမီးကအမှတ်ကောင်းကောင်းနဲ့စာမိုးဝဲအောင်ရမယ်ပြီးသွားလို့ရှိရင်လောကထဲမှာဘွဲကြကြနနရယူပြီးတော့အစင်းမြင့်တဲ့ဘွဲကိုရယူလောကထဲမှာသာသာယာယာနေဖို့ဒီလောက်ပဲရည်ရွယ်ထားတာတွေအများကြီးမရှိဘူးလားအေးအဲ့ဒါမျိုးဖြစ်ပြီးတော့ဘာသာရေးပညာကြတော့တဖြည်းဖြည်းနဲ့ကင်းသွားတာမရှိဘူးလားဘာသာရေးပညာကင်းသွားရင်အဲ့ဒီနယ်ပယ်ဒီငြိမ်းချမ်းတဲ့နယ်ပယ်မဖြစ်နိုင်ဘူးတဲ့ဘာမဖြစ်နိုင်ဘူးလဲအဲ့ဒါကြောင့်ဒုသူတော်စင်များကိုယ်တိုင်လည်းဘာသာရေးတက်နိုင်သမျှလေးလုပ်ကိုယ်သားသမီးကိုလည်းတက်နိုင်သမျှဘာသာရေးလုပ်ပေးဖို့လိုသလားမလိုဘူးလားအေးဘာသာရေးတက်နိုင်သမျှလေးလုပ်ပေးပြီးတော့ဒုသူတော်စင်တို့ရဲ့စိတ်နှလုံးလေးတွေငြိမ်းအေးဖြစ်ဖို့ရအတွက်အမြဲတမ်းတရားလေးနဲ့နှိစက်နေမကောင်းလားအဲ့ဒါမျိုးလေးဖြစ်အောင်ကြိုးစားရနော်အဲ့ဒါမျိုးလေးဖြစ်အောင်ကြိုးစားဆိုတော့ခုဒီမှာဦးဇင်းတို့သင်ပေးကြတဲ့ဒီပညာများပေါ့ခုဒီမှာတရားနာတယ်ဆိုတာဘာသာရေးပညာသင်တာပဲဘာသင်တာလဲဘာသာရေးပညာသင်ညတာတရားပွဲလို့ပြောပေမဲ့တကယ်တမ်းကတော့ဘာသာရေးသင်ခန်းစာပို့ချတဲ့နေရာပဲဘာလဲဘာသာရေးသင်ခန်းစာပို့ချတဲ့နေရာအဲဒါကြောင့်မို့ဒုသူတော်စင်တို့ဘာသာရေးသင်ခန်းစာတွေပို့ချပေးကြတဲ့ဘုန်းကြီးတွေအခုအများကြီးမရှိဘူးလားအများကြီးကပို့ချပေးနေကြတယ်ဒုသူတော်စင်တို့ကတတ်မှတ်နဲ့မှတ်သားလေးတရားနာယူဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါမျိုးလေးနာယူထားမှအလုံးဟာတရားသဘောကိုသိအေးတာမန်လေးနဲ့ follow question follow answer မေးယုံနဲ့တော့တကယ်စစ်မှန်တဲ့တရားနာသူမဖြစ်နိုင်သေးဘူးဟုတ်တယ်မို့လားအေးမှန်ရဲ့လားမှန်ပါတယ်ဖေရဟုတ်ရဲ့လားဟုတ်ပါတယ်ဖေရအဲ့လောက်နဲ့တော့မရသေးဘူးဟုတ်တယ်မို့လားဘာမှန်တာလဲဒုသိဖို့လိုတယ်ဘာမမှန်တာလဲဒုသိဖို့မလိုဘူးလားအဲ့ဒါကြောင့်ဥစဉ်ရဲ့တရားနာကြားတဲ့အခါဒုသူတော်စင်များတရားပွဲလို့သဘောမထားဘဲနဲ့ဘာသာရေးသင်ခန်းစာတစ်ပုဒ်သင်ပေးနေတာလို့သဘောထားဘယ်လိုသဘောထားမလဲဘာသာရေးသင်ခန်းစာတစ်ပုဒ်သင်ပေးနေတယ်လို့သဘောထားပြီးတော့နာကြားကြည့်အောင်ကဲစပြီးတော့တရားနာတော့မှဆိုတော့ဒုသူတော်စင်များထိုင်ကြတဲ့နားမှာလွတ်လပ်ပေါ့ပါထိုင်လို့ရပါတယ်ရာသီဥတုအေးတဲ့အတွက်ကြောင့်ခြုံယုံထားလို့ရတယ်ဟုတ်လားဦးဇင်းတို့ကတော့ခေါင်းဆောင်းထားလို့မရလို့သာဒီတိုင်းနေရတာဟုတ်လားနော်တို့သူတော်စင်များခေါင်းဆောင်းထားလို့ရတယ်ဟုတ်လားဘယ်အဘောကနှင်းများကြခေါင်းဆောင်းထားကျမ်းမာရေးမကောင်းရင်လုပ်ငန်းတွေလုပ်လို့ရသေးလားမရတော့အဲ့ဒါကြောင့်ခေါင်းဆောင်းထားနိုင်တယ်နောက်လက်အုပ်ချီထားလဲရတယ်မချီလဲပဲရတယ်နော်အရေးကြီးတာကဘာလို့ရမဆိုအာယုံလေးစိုက်ထားရဘာလေးစိုက်ထားရကဲအာယုံလေးစိုက်ပြီးတော့နာကြားကြည့်အောင်ကဲပထမဦးဆုံးတရားကောင်းစီပါတယ်လေကတ်3ပါတဲ့ဒီတရားကဘယ်ကနေဆက်လာတယ်လဲလို့ပြောရင်ဒုသူတော်စင်တို့ရဲ့ဩကာသကရောကံကဆက်လာတာဘယ်ကလဲဩကာသကရောကံဩကာသရှ िख ိုးကြတဲ့အပိုင်းမှာတို့ယရဏ3ပါးရှ िख ိုးပြီးတဲ့နံပြီးသွားတဲ့အခါမလိုချင်တာတွေရဲ့
လိုချင်တာတွေရဲ့စုနှမျိုးတောင်းသွားတာမရှိဘူးလားမလိုချင်တဲ့အပိုင်းမှာဘာတွေမလိုချင်တာလဲအပယ်၄ပါးကတ်၃ပါးရပ်ပစ်၈ပါးယန္တုမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးတို့မှအခါခတ်သိမ်းကင်းလွတ်ငြိမ့်သည်ဖြစ်၍မတရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရရပါလို့ဤရှင်ဘုရားလို့ပြောထားတာမရှိဘူးလားရှေ့ပိုင်းကမလိုခြင်းတဲ့အပိုင်းရှေ့ပိုင်းကဘာလဲမလိုခြင်းတဲ့အပိုင်းနောက်ပိုင်းကဇန်တရားမတရားဖို့တရားပိုင်းကဘာလို့တာလဲလိုခြင်းတဲ့အပိုင်းအဲ့ဒါကြောင့်ဒီဘုရားရှိခိုးလေးနဲ့ပတ်သက်ပြီးတို့သူတော်စင်များတို့ရှိခိုးကြတာနဲ့ပတ်သက်ပြီးဘာလို့အပယ်၄ပါးတွေမလိုချင်ကြတာလဲကတ်၃ပါးတွေဘာကြောင့်မတွေ့ကျင်တာလဲရပ်ပစ်၈ပါးတွေဘာကြောင့်မကြုံကျင်တာလဲဆိုတာသိဖို့မလိုဘူးလားအေးအဲ့ဒါတွေသိထားမှတို့ကဩကာသကအရသာပါမှာဟုတ်တယ်မဟုတ်လားတာမန်အားဖြင့်ဆိုရင်တော့ तू ကဩကာသဆိုလို့ကိုကဩကာသသွားပြီးတော့မေးကြည့်လိုက်မသိသူများသလားမများဘူးလားအေးသိတဲ့ပုဂ္ဂိုလ်တွေလည်းရှိလိမ့်မယ်ပေါ့ဥစဉ်ကြီးညွှန်းတာကတော့မသိသေးသူများကိုရည်ညွှန်းပါတယ်ဘာကိုရည်ညွှန်းလဲမသိသေးတဲ့ပုဂ္ဂိုလ်များကိုရည်ညွှန်းပြီးတော့အခုပထမနော်ပြီးခဲ့တဲ့ပွဲတွေတုန်းကဥစဉ်တို့ဘာအကြောင်းပြောခဲ့လဲပြောရင်အပယ်၄ပါးပြောပြီးသားဘာ၄ပါးလဲအပယ်၄ပါးအခုတရားဝဲမှာဘာပြောမလဲကတ်၃ပါးအဲ့ဒီရဲ့နောက်ကတရားဝဲကရပ်ပစ်၈ပါးဟုတ်လားနော်အဲ့ဒီအကြောင်းအရာလေးတွေကိုပြောပြမှာကဲဒီမှာကြည့်လိုက်တော့ကတ်၃ပါးတဲ့ဘာ၃ပါးကတ်၃ပါးရှိတယ်အဲ့ဒီမှာကြည့်လိုက်ရင်ကတ်ဆိုတာဘာလဲဆိုတာနားလည်ဖို့လိုတယ်ပေါ့ဟုတ်တယ်မဟုတ်လားကာကြီးကိုပတ္တနဲ့ကတ်လို့ရေးထားတာမရှိဘူးလားအဲ့ဒီကတ်လို့ပြောလိုက်ရင်မြန်မာလိုတန်းပြီးတော့နားမလဲနိုင်ဘူးပေါ့ဟုတ်တယ်မဟုတ်လားဘာလို့နားမလဲတာလဲပြောရင်ကာကြီးပတ္တကတ်လို့ရေးထားတဲ့အဓိပ္ပာယ်မှာဘယ်ကလာတဲ့စကားလုံးဖြစ်နေလို့လဲလို့ပြောရင်ပါဠိစကားလုံးကလာတဲ့ပါဠိသက်ဩဟာရဘာဩဟာရလဲပါဠိစလုံးမှာကြတော့ကာကြီးရယ်ပတော့လေးနှလုံးဆင့်ပြီးတော့ကပ္ပပါတယ်လေကပ္ပအဲ့ဒီကပ္ပကမှအောက်ကပတော့ကိုဖြုတ်အပေါ်ကပရဲ့အပေါ်မှာအသက်လေးတင်ပြီးတော့ကာကြီးပတ္တကပ်လို့ဖြစ်သွားတာမရှိဘူးလားအဲ့ဒီကတ္တာဒီလိုထိခြင်းကတ်ခြင်းဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးအဲ့ဒီကတ်ကပြည့်စည်ခြင်းလို့အဓိပ္ပာယ်ရတာပါတယ်လေပြောကြည့်ပါဦးဘာဖြစ်ခြင်းလဲပြည့်စည်ခြင်းနော်အဲကြောင့်မို့ပြည့်စည်ခြင်းတွေစုပေါင်းပြီးတော့ဘုရားကပြထားတာဗုဒ္ဓရဲ့လက်ထက်ကလည်းကတ်ဆိုင်တာတွေမရှိဘူးလားဗုဒ္ဓရဲ့လက်ထက်ကကတ်ဆိုင်တဲ့အခါနော်ဘာကတ်တွေအဲ့ဒီခေတ်ကလည်းရှိတယ်လေပြောရင်ကတ်၃ပါးဆိုင်တာဘယ်နှပါးဆိုင်တာကတ်၃ပါးဆိုင်တာဒုသူတော်စင်များကတ်၃ပါးသိတယ်မို့လားဘာကတ်တွေလဲဒုဗ္ဗိခန္တရကတ်ပြောကြည့်ပါဦးဘာကတ်ဒုဗ္ဗိခန္တရကတ်တဲ့ဒုဗ္ဗိခန္တရကတ်ဆိုတာကဒုသူတော်စင်များဘာကတ်တွေဆိုင်တယ်လေလို့ပြောရင်ငတ်မော့ခေါင်းပါတဲ့ပြီးတော့ဒုက္ခရောက်တဲ့ကတ်ပြောကြည့်ပါဦးဗါတယ်လေငတ်မော့ခေါင်းပါငတ်မော့ခေါင်းပါအစာရှားပြီးဒုက္ခရောက်တဲ့ကတ်ကိုဘာလို့ခေါ်တာလဲဒုဗ္ဗိခန္တရကတ်တဲ့ပြောကြည့်ပါဦးဘာကတ်ဒုဗ္ဗိခန္တရကတ်ဆိုင်ပြီးတော့လာရင်တဖြည်းဖြည်းနဲ့စားစရာဝတ်စရာနေစရာရှားပြီးတော့လာတာဟုတ်လားအဲ့ဒါဆိုရင်ဘာကတ်ဆိုင်တာလဲဒုဗ္ဗိခန္တရကတ်ပြောကြည့်ပါဦးဘာကတ်အဲ့ဒီကတ်ဆိုင်တာလဲကောင်းရဲ့လားမကောင်းဘူးတဖြည်းဖြည်းနဲ့လူတွေဆင်းရဲသွားတယ်သူကြတော့နော်ဆင်းရဲသွားတယ်တက်တန်းတွေကလည်းတဖြည်းဖြည်းပါဖြစ်သွားတူသွားတာဒါမျိုးတွေမရှိဘူးလားလူတွေတဖြည်းဖြည်းနဲ့ပြည့်စုံလုံလောက်မရှိတော့ဘဲနဲ့တဖြည်းဖြည်းနဲ့အဲ့ဒီစားရည်နေရည်ဝေရည်တွေဆင်းရဲလာတာကိုဘာကတ်တယ်လဲဒုဗ္ဗိခန္တရကတ်တဲ့ပြီးသွားတဲ့အခါနောက်ထပ်ကတ်တစ်ခုကဘာကတ်တယ်လဲ
ရောဂန္တရကတ်ဘာကတ်တယ်လေရောဂန္တရကတ်ပြောကြည့်ပါဦးဘာကတ်ရောဂန္တရကတ်ဆိုတာကအနာယောဂါတွေပေါ်များလာတာဘာတွေပေါ်များလာတာအနာယောဂါတွေပေါ်များလာတယ်နော်အနာယောဂါတွေတရိပ်ရိပ်နဲ့တက်လာတာမရှိဘူးလားအခုတို့သုတ်ကတ်ကြီးမှာကြည့်လိုက်ရင်နောက်ပိုင်းလူရဲ့သက်တမ်းဒီဘယ်လောက်ထိသွားမှာလဲ10နှစ်သက်တမ်းဒီအကြီးဆုံးထိသွားမှာဟုတ်လားနော်တဖြည်းဖြည်းနဲ့အခုတကယ်တမ်းကအခုလာတဲ့ဒီနှစ်တွေဒီတောင်းကနန်းကနေလာတာဘယ်လောက်ကလဲတောင်းကနန်းကနေပြီးတော့တဖြည်းဖြည်းနဲ့လူသက်တမ်းဒီတူရင်အခုသက်တအားတိုးလာတာမရှိဘူးလားအခုဦးဇင်းတို့ခေတ်ကဘယ်လောက်ဖြစ်သွားလဲ85ပေါ့အလွန်ကျွံဟုတ်တယ်မဟုတ်လားဦးဇင်းတို့ရဲ့ရှေ့ကပုဂ္ဂိုလ်များကသာအခုတရားတွေတို့တရားကြော်တာတွေတို့ဒါမျိုးရှိပေမဲ့ခုနောက်ပုဂ္ဂိုလ်တွေကိုသွားပြီးတော့ကြည့်ရင်အသက်40ဝန်းကျင်မှာကြည်လိုက်ကိုလူအိုရုပ်ပေါက်လာတာမရှိဘူးလားအေးလူအိုရုပ်သိပ်ပြီးတော့ပေါက်လာတယ်2000ထိမြန်နေရရင်ဘယ်လွယ်မလဲလူချင်းမြင်တောင်ကြောက်လန့်ပြေးမဲ့သဘောပါဟုတ်လားနော်ကိုယ်စကနောက်ကိုတက်တန်းကလည်းဆုတ်လာတယ်လို့ရုပ်ရည်ကလည်းကြဆင်းလာတာမရှိဘူးလားအေးရုပ်ရည်ကကြဆင်းလာတဲ့အတွက်ကြောင့်ခစ်ပေါ်ပစ္စည်းနဲ့ဖုံးရဖိရတာလေအရင်ကတည်းပိုးပြီးတော့များသလားမများဘူးလားအေးအရင်ကတည်းပိုးပြီးတော့များလာတယ်ဟုတ်လားမျက်နာကိုလည်းပဲအမျိုးမျိုးပြုပြင်တာတွေမရှိဘူးလားအေးအဲ့ဒါမျိုးတွေတဖြည်းဖြည်းနဲ့များပြီးတော့လာတာအဲ့ဒါမျိုးလှုပ်လေယောဂကလည်းများလေပဲဟုတ်တယ်မို့လားအဲ့ဒါမျိုးဖြစ်ပြီးတော့ရောဂန္တရကတ်စိုက်ပြီးဆိုရင်တို့သူတော်စင်များဒီကတ်နှစ်ခုကဆက်ဆက်ရက်ပေါ့ဆင်းရဲလာရင်နောက်ကဘာကတ်လိုက်လာယောဂဖြစ်တဲ့ကတ်ကလိုက်လာတာပဲနမူနာအားဖြင့်ကြည့်ရင်တို့သူတော်စင်များတခါတလေလေဘေးတို့ရေဘေးတို့မရှိဘူးလားအဲ့ဒီနေရာတွေကိုသွားပြီးတော့ကြည့်ရင်စားသုံးတဲ့ပစ္စည်းတွေကသိပ်ပြီးတော့မတန့်ရှင်းတော့တောက်တဲ့ရေကလည်းမတန့်ရှင်းတော့ရင်ဝမ်းယောဂါတွေဖြစ်လာတာမရှိဘူးလားအဲ့ဒီကတ်နှစ်ခုဒီဘာပေါ့ဆက်ပြီးတော့နေကြတယ်ရှေ့ကဒုဗ္ဗိခန္တရစိုက်လာရင်နောက်ကဘာကတ်စိုက်လာရောဂန္တရကယောဂများတာတွေဖြစ်လာတယ်ဟုတ်တယ်မို့လားတို့သူတော်စင်များအဲ့ဒီဩဃာသကရောဂန်ထဲမှာသွားပြီးတော့ကြည့်ရင်တချို့ဒေသတွေကအနာမျိုးဘလောက်တဲ့အနာမျိုး96ပါးကင်းလွတ်ငြိမ်းရပါလို့ဒါမျိုးလေးပါတာမရှိဘူးလားအနာမျိုး96ပါးရှင်းတော့ကတော့စုပေါင်းလိုက်တာ96ပါးဘယ်လောက်လဲမူရင်းကဒီကမ္ဘာလောကကြီးကယောဂမရှိဘူးတဲ့ဟုတ်လားနော်လူတွေဟာတက်တန်းပြေးလောက်ထိနေကြရတယ်ဘာလို့ ရလဲတက်တန်းပြေးလောက်ထိနေကြရတယ်ယောဂအန္တရာယ်ကသူတို့ယောဂဖြစ်တယ်ဆိုတာအဲ့ဒီခေတ်ကငါမှယောဂဖြစ်နေတယ်လို့ပြောရင်ဘာယောဂပဲရှိတယ်လဲပြောရင်ဆာလောင်တဲ့ယောဂတဲ့ဘာယောဂအဲ့ဒါပဲနောက်ထပ်ယောဂမရှိဘူးခုတဖြည်းဖြည်းနဲ့ကြယောဂစင်းနေများမလာဘူးလားအေးများရင်နဲ့အခုစုပေါင်းတာဦးဇင်းတို့ဟိုဂျာနဲ့တခုတည်းရေးထားတာတော့360လို့ပြောတာပဲဟုတ်လားဘယ်လောက်ရှိတာလဲအဲ့လိုဆိုတော့အနာမျိုး96ပါးလို့လုပ်လို့ရသေးလားအဲ့ဒါဆိုပြောင်းဆိုရမယ်ပေါ့ဟုတ်တယ်မို့လားအနာမျိုး360ကကင်းရပါလို့ဤနောက်ရောက်တဲ့လူကသင်္ချာပိုများလာမှာဟုတ်တယ်မို့လားဘာလို့လဲပြောရင်လူတွေရဲ့အတ္တတွေမာနတွေမတရားမှုတွေလောဘဒေါသတွေကတဖြည်းဖြည်းနဲ့များလာတာမရှိဘူးလားအဲ့ဒါများလေဘာဆိုင်လေလေကတ်ဆိုင်လေအဲ့ဒါကြောင့်ရောဂန္တရကတ်ဆိုင်လာရင်တို့သူတော်စင်များဗုဒ္ဓရဲ့လက်ထက်ကတော့ရောဂန္တရကတ်တွေဖြစ်လာတဲ့အခါမှာငြိမ်းချမ်းအောင်ဆိုပရိတ်တွေရွတ်ကြတယ်ဘာတွေရွတ်ကြလဲတို့သူတော်စင်များပရိတ်ကြီးရသလားတန်တိုးလိုက်လားပရိတ်ကြီးကြက်ဖူးတယ်မို့လားပရိတ်ကြီးဘယ်နှသုတ်ရှိတယ်ကဲဘယ်နှသုတ်လောက်ရလက်ဖက်သုတ်ပဲကျန်တော့တာလားအေးအဲ့ဒါပရိတ်ကြီးလည်းပဲတော်သိရအောင်ကြက်မှတ်ထားဖို့ဟုတ်တယ်မို့လားနော်အဲ့ဒါမင်္ဂလာသုတ်ရွတ်ရင်မင်္ဂလာတွေတန်းစီပြီးတော့ဖြစ်တယ်ဟုတ်တယ်မို့လားယရဏသုတ်ရွတ်ပြီးရင်အန္တရာယ်တွေကင်းတယ်ဘာတွေကင်းလဲအန္တရာယ်တွေကင်းတယ်အဲ့ဒီထဲမှာသွားပြီးတော့ကြည့်ရင်ပဏိဒါနာတော်နောက်ထပ်ပါလဲ
ဒါပဲလားပဏိဒါနာတော်ပဋ္ဌာယနောက်ကဘာပါလဲတထာဂတတဓာတပါရမီယောဓာတဥပပါရမီယောဓာတပရမတ္ထပါရမီယောတိသမဒိဋ္ဌပါရမီယောတင်္စမဟာပရိစ္ဆာကေလောကထစရိယံညာတထစရိယံဗုဒ္ဓထစရိယံတိဒိဋ္ဌောစရိယာယောပစ္စည်းမဘဝေကဗ္ဗဩကန္တိမရှိဘူးလားဇာတိံဖိနိခမနံပရဏစရိယံဘောရိပန္နိမရှိဘူးလားအေးအဲ့ဒီမှာသွားပြီးအစချီထားပြီးတော့အဲ့ဒီသုံးမှာဘာတွေပြတယ်လဲပြောရင်ဖယားဂုံတရားဂုံတန်ခဂုံတွေစုပေါင်းထားတာဘာတွေစုပေါင်းလဲဖယားဂုံတရားဂုံတန်ခဂုံတွေစုပေါင်းထားတာအဲ့ဒီဂုံတော်တို့ရဲ့ကျေးဇူးတရားနဲ့ဘေးအန္တရာယ်တွေပျောက်ပါစေလို့ဆိုလိုချင်တာနော်သစ္စာဒိဋ္ဌံပြုတာဧတေနာသစ္စာဝေဇေနာဒုက္ခိတာဟောဘာညာပါတယ်မို့လားနောက်ဆုံးပါဣဒံမိဗုဒ္ဓေယရဏံပဏိတံဧတေနာသစ္စေနသူဝတိဟောတုပါတယ်မို့လားအဲ့ဒါဖရာရဲ့ဂုဏ်တော်ကြောင့်တရားရဲ့ဂုဏ်တော်ကြောင့်တန်ခါရဲ့ဂုဏ်တော်ကြောင့်အဲ့ဒါကြောင့်အန္တရာယ်ကင်းကျင်ရင်ဘာတုတ်ရွတ်ပေးရအေးယရဏတုတ်ရွတ်ပေးရမယ်အဲ့ဒီထဲမှာသွားပြီးတော့ကြည်ရင်တို့သူတော်စင်များကတ်ကြီးသုံးပါစိုက်တာတွေအဲ့ဒီအထုပ်ပတ္တိမှာဝေသာလီပြည်ကတ်ဆိုင်တာမရှိဘူးလားအေးဝေသာလီပြည်လူတွေသေးကြတယ်ဘလူတွေကဝင်ပြီးတော့စားတယ်အဲ့ဒါမျိုးဖြစ်ရင်းနဲ့ယောဂဝေဒနာတွေတအားဖြစ်လာတယ်အဲ့ဒီကတ်တွေစိုက်တဲ့အခါဘုရားရှင်ကိုရောမြတ်နဲ့တန်ဃာတော်များပင့်ဖိတ်ပြီးတော့အဲ့ဒီဘာတုတ်ရုပ်ပေးရလဲယရဏတုတ်ရုပ်ရတာမရှိဘူးလားအဲ့ဒါတို့သူတော်စင်များလဲအန္တရာယ်ကင်းရင်ရုပ်ပေါ့ဟုတ်တယ်မလားအဲ့ဒါမင်္ဂလတုတ်ရှိတယ်ယရဏတုတ်ရှိတယ်နောက်ကဘာတုတ်မေတ္တာတုတ်မေတ္တာတုတ်တော့ရတယ်မို့လားမေတ္တာတုတ်ကြတော့များများရွတ်ပေးရနော်သွားရင်လာရင်လည်းပဲခရီးသွားရင်လည်းပဲရွတ်ဖို့မှတ်ဖို့မလိုဘူးလားတို့သူတော်စင်များလူများကသေခြင်းလာရင်မရတော့ဘူးဟုတ်တယ်မို့လားလျက်တပြက်တွေနဲ့ကြုံတာမရှိဘူးလားအေးဦးဇင်းတို့အတိအဲ့ဒါဒကမာကြီးတယောက်တယ်ခရီးကလည်းပဲသိမထွက်ဘူးလို့ပြောတာပဲနော်အသက်50နဲ့2နှစ်ရှိသေးရွှေဘုဘတ်သွားတယ်နာရှိမကားပယ်သွားတာလေရှိမကားအဲ့ဒီအနီးနားမှာရှိနေတဲ့နော်ဒီယဟန်တော်တစ်ပါးပေါ့အသက်ရွယ်ကြီးမှဝတ်တဲ့ယဟန်တစ်ပါးကအဲ့ဒီဘက်မှာသတင်းသုံးတာဆိုတော့အဲ့ဒါနဲ့ light track ကားနဲ့သွားပြီးတော့ပို့ကြတာခုတနေ့မနေ့ကတမြန်မနေ့ကမှဒါတရဏဂုံတင်ပြီးတာနော်တခါမှခရီးထွက်တဲ့ဒကမာကြီးမဟုတ်ဘူးနော်အိမ်မှာပဲဒီတိုင်းလေးနေတဲ့ဟာအဲ့ဒါကိုဘာလို့တုံးဆိုတော့နော်တငယ်ချင်းတွေနဲ့ဘာတွေနဲ့ဆိုလာသွားရအောင်ဆိုလို့တော့ light track ကားနဲ့သူတို့သွားကြတယ်ရှိမကားသွားကြတဲ့ကိုကကားသမားကအရက်ကတောက်ထားတာဆိုတော့နော်သူကလည်းမူးတော့ဟိုဘက်ရမ်းသွားလိုက်ဒီဘက်ရမ်းသွားလိုက်နဲ့ဖြစ်တယ်အဲ့ဒါမျိုးဖြစ်တယ်တဲ့မယ်အကြောက်ဆုံးကလည်းအဲ့ဒီဒကမာကြီးပဲတဲ့အမှန်ကိုပုတ်ပုတ်ပြီးသတိပေးတာနော်မဲအဲ့လောက်ကြီးမမောင်းပါနဲ့အဲ့လောက်ကြီးမမောင်းပါနဲ့ဆိုတော့အော်ပြီးတော့သတိပေးတာကျန်တဲ့လူတွေကတော့ဒီတိုင်းလိုက်ခဲ့ကြတယ်နော်အဲ့ဒါနဲ့တင်ဟိုရောက်သွားလည်းပဲဟိုကမောင်းတဲ့လူကထဲ့မတွက်ဘူးနော်အဲ့ဒါပြန်လာတော့လည်းပဲအဲ့ဒီတိုင်းပဲဖြစ်ပြီးတော့မူးပြီးတော့အဲ့ဒါမောင်းတာနော်မောင်းတာကလည်းတအားတင်မောင်းတယ်ကက်ဆက်ကလည်းစူညံနေအောင်သူဖွင့်တာတော့နောက်ကဘလောက်အော်လို့အော်များလဲမသိအဲ့ဒါနဲ့တင်ကားကမှောက်တာ3-4ဘက်လောက်ကိုလဲထွက်သွားတာဟုတ်လားအေးအဲ့ဒီထဲမှာခုနတော့ကအကြောက်ဆုံးဖြစ်တဲ့ဒကမာကြီးတယောက်ပဲသေသွားတယ်ဟုတ်လားနော်ကြောက်เสียမကောင်းဘူးလားသူကကြောက်လုံးလို့အပြန်ကြတော့လည်းပဲငါမလိုက်တော့ဘူးဆိုပြီးတော့အဲ့ဒါမျိုးပြောသေးတာဒီကားပေါ်မှာနော်ငါမလိုက်တော့ဘူးမင်းတို့ပဲသွားတော့ဆိုတော့ကားကလည်းပဲအဲ့ဒီဘက်မှာလိုင်းဆွဲတယ်ဆိုတာသိပြီးတော့မရှိတော့အဲ့ဒါနဲ့တင်ဒီကားပေါ်မှာပဲမလိုက်ချင်နဲ့လိုက်ခဲ့တာဖြစ်ချင်တော့ကြံဖန်ပြီးတော့အဲ့ဒီအကြောက်ဆုံးဖြစ်တဲ့တယောက်ဆုံးသွားတယ်ဟုတ်လားအေးအဲ့ဒါကြောင့်ဘဝဆိုတာနော်တည်မြဲရဲ့လားရှင်နေတော့အကောင်းဆုံးလေးနေဖို့လိုတယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့အဲ့ဒီဒကမာကြီးကတော့စာရီဖတ်ကြည့်လိုက်တော့ကြောင်းနော်ကြောင်းလဲလှူထားတာရှိတယ်ရမ်းခံပေးထားတာလည်းပဲရှိတယ်သက်50နဲ့2နှစ်ဆိုပေမဲ့ရိတ်ခါထုတ်ထားတာတော့တော်တော်ရှိတယ်ပေါ့ဘာထုတ်ထားတာလဲဒုသူတော်စင်များလဲရိတ်ခါဘလောက်ထုတ်ပြီးသွားပြီလဲရိတ်ခါတွေထုတ်ထားတာရှိတယ်မဟုတ်လား
ကိုယ်အိမ်မှာကိုရိတ်ခါစုထားဖို့လိုတယ်ဥစဉ်တို့ဘုန်းကြီးရန်လည်းပဲရိတ်ခါစုထားမှပြုံးကနေပြန်တော်မူသွားရင်မလွယ်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်သေတာကမဆမ်းဘူးပေါ့တကယ်တမ်းကတော့သေတာကဘာလဲမဆမ်းဘူးဒါပေမဲ့မသိခင်မှာ तू ဘလို့လှုပ်သွားတယ်ကထူးဆန်းတာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်နေရင်လည်းပဲနေရဲအောင်တို့ကတရားလေးနဲ့နေဟုတ်တယ်မဟုတ်လားသိရင်လည်းသိရဲအောင်ပြင်ဆင်ထားဖို့မလိုဘူးလားအဲ့ဒါမျိုးလိုတယ်အဲ့ဒါကြောင့်လောကမှာနေနေတဲ့ခိုက်တန်တက်နိုင်သမျှလူပဲဖြစ်ဖြစ်ဘုန်းကြီးရမ်းပဲဖြစ်ဖြစ်စိတ်ကောင်းစေတနာကောင်းလေးထားပြီးတော့ဘဝကိုအဆင့်မြင့်မြင့်မွေးမြူထားဖို့မလိုဘူးလားအေးအဲ့ဒါမျိုးလိုအပ်တယ်ပေါ့ခုနတော့ကဒကမာကြီးဆိုရင်ဒါကသူ့ကိုယ်သူဒီလိုလဲထင်ထားမယ်ဖြစ်လိမ့်မယ်လို့ထင်မှာမဟုတ်ဘူးဟုတ်လားနော်ဦးဇင်းတို့ဘုန်းကြီးတရားဟောတဲ့ဘုန်းကြီးတွေလို့သာခရီးသွားနေရင်တော်တော်ခက်အောင်မယ်ဟုတ်လားနော်အဲ့ဒါဦးဇင်းတို့လည်းသွားလိုက်လာလိုက်နဲ့ဒါတောင်တရက်ကဒုသူတော်စင်များအစည်းတဲ့မဖြစ်တဖြစ်ဖြစ်သွားသေးတယ်ဟုတ်လားနော်ပြန်တော်မမူတာကံကောင်းဟုတ်လားနော်အဲ့ဒါကြောင့်မို့ဘုန်းကြီးရောလူရောမတည်မြဲတဲ့ဘဝဘာဘဝလဲမတည်မြဲတဲ့ဘဝကိုယ့်အသက်ကိုပြန်ပြီးတော့ကြည့်ငါဘာတွေလှုပ်ပြီးသွားပြီလဲလို့ဆင်ញင်ဖို့လိုသလားမလိုဘူးလားငါအတွက်ဘာတွေလှုပ်ပြီးပြီလဲကိုနေတဲ့ဒီလောကကြီးအတွက်ဒီလူတွေအတွက်ဘာတွေလှုပ်ပြီးသွားပြီလဲဥစဉ်လို့ဆိုရင်ကိုနေတဲ့ဒီသာသနာအတွက်ဘာတွေလှုပ်ပြီးသွားပြီလဲလို့ဆင်ញင်ဖို့လိုသလားမလိုဘူးလားအေးတက်နိုင်သမျှဒုသူတော်စင်များကိုယ့်ဘဝလေးကိုตายအောင်ပြင်ဆင်ထားဖို့မလိုဘူးလားအေးစည်းစိမ်ဆိုတာလဲမတည်မြဲဘူးပစ္စည်းဥစ္စာဆိုတာလဲမတည်မြဲဘူးကြော်ကြားခြင်းထင်ရှားခြင်းဆိုတာလဲမတည်မြဲဘူးနောက်ပိုင်းတို့ဘဝတို့အသက်တည်ပင်ပါလဲမတည်မြဲဘူးအဲ့ဒါယောဂအန္တရာယ်တွေကလည်းပိုပြီးများလာတာမရှိဘူးလားပိုပြီးတော့များလာတယ်အဲ့ဒါကြောင့်ရောဂန္တရကတ်ဆိုင်တာဘာဆိုင်တာလဲရောဂန္တရကတ်ဆိုင်တယ်အဲ့ဒါကြောင့်ကတ်ဘယ်နှမျိုးရသွားနံပါတ်1ကဘာလဲဒုဗ္ဗိခန္တရကတ်နှစ်ကရောဂန္တရကတ်နောက်နံပါတ်3ကတတ္ထန္တရကတ်တဲ့ဘာကတ်တတ္ထန္တရကတ်ဆိုတာကတို့သူတော်စင်များဒုဒ္ဓလက်နက်တွေအသုံးပြုတာများလာတာဘာတွေဖြစ်တာဒုဒ္ဓလက်နက်တွေအသုံးပြုတယ်တယောက်နဲ့တယောက်နည်းနည်းလေးမှသိမခံဘူးဟုတ်လားနော်အဲ့ဒါမျိုးတွေဖြစ်ပြီးတော့နည်းနည်းလေးမှအကျိုးမခံမင်းနဲ့ဒါမျိုးဖြစ်လာတာမရှိဘူးလားနောက်ရောက်လေးတယောက်နဲ့တယောက်ပူပြီးတော့တက်လေးဖြစ်လာလိမ့်မယ်ဟုတ်လားဘာလို့လဲပြောရင်ဆုတ်ကက်ရောက်လာတဲ့အခါကျတော့လူတွေရဲ့လောဘဒေါသကလည်းပိုပြီးတော့ကြီးမားလာတာမရှိဘူးလားအေးတဖြည်းဖြည်းနဲ့ပိုပြီးတော့ကြီးမားလာလေးဒီကတ်တွေကပိုပြီးတော့ဆိုက်လေးတို့သူတော်စင်များသူတော်ဘာကိုကနေပြီးတော့တခုခုလှုပ်လိုက်တယ်ဟဲ့လို့ဆိုရင်အကုသိုလ်ဟာ2မျိုးရဘယ်နှမျိုးရကာယကံမြောက်တို့သူတော်စင်တို့ကရိုက်လိုက်နှက်လိုက်လို့သေသွားမယ်ပေါ့နော်သေသွားမယ်ဆိုရင်1မျိုးတည်းရတယ်မထင်နဲ့2မျိုးရတာဘယ်နှမျိုးရနံပါတ်1ကငရဲကြတဲ့အကုသိုလ်ကိုလွန်ကျူးပြီးသားဖြစ်သွားတယ်ဘာအကုသိုလ်လဲငရဲကြတဲ့အကုသိုလ်နောက်နံပါတ်2ကဝိုးလိုက်တဲ့အကုသိုလ်ကိုလွန်ကျူးပြီးသားဖြစ်သွားတယ်ဘာလဲဝိုးလိုက်တဲ့အကုသိုလ်တို့သူတော်စင်များဝိုးလိုက်တာနဲ့ငရဲကြတယ်ဆိုတာမရှိဘူးလားအေးဝိုးလိုက်တာနဲ့ငရဲကြတာကဘသူကအရင်စပြီးဖြစ်တယ်လဲပြောရင်ငရဲအရင်စကြတာဘယ်ရင်စကြငရဲကိုအရင်စကြပြီးတော့အဲ့ဒီငရဲကနေပြီးတော့လွတ်လာရင်လူဖြစ်ရင်လည်းပဲသူတော်ဘာကိုကလက်ပြက်ခြိပြက်ဖြစ်အောင်မျက်လုံးတွေကန်းသွားအောင်လှုပ်ဖူးရင်လူဘဝရောက်တဲ့အခါချုပ်မပြည့်မစုံတဲ့ဖြစ်သူတွေရှိသလားမရှိဘူးလားအဲ့ဒါဒီဘဝကကိုလှုပ်ခဲ့ရတဲ့ဝတ်ကြွေးကိုပြန်ဆက်နေရတာဟုတ်တယ်မို့လားအဲ့ဒါကြောင့်တရိစ္ဆာန်ပေါ်မှာလည်းမရက်ဆက်နဲ့လူပေါ်မှာလည်းပဲမရက်ဆက်နဲ့အသက်ရှိသူအလုံးကကိုယ့်ဘဝလေးကိုမြင်လို့ကြတယ်ဟုတ်တယ်မို့လားတို့သူတော်စင်တို့ထဲမှာသေခြင်းသူပါလားဘာလို့လဲပြောရင်ကိုယ့်အသက်ကိုချစ်နေကြလို့ဘာလဲကိုယ့်အသက်ကိုချစ်နေကြလို့အဲ့ဒါကိုကောင်းကောင်းနားလည်ထားဖို့လိုသလားမလိုလားလိုတယ်အဲ့ဒါကြောင့်မို့စုပေါင်းလိုက်ရင်ကပ်ဘယ်နှမျိုးတယ်လဲ3မျိုးရှိတယ်ပြောကြည့်ပါဦးပါတယ်လေဒုဗ္ဗိခန္တရက
ရောဂန္တရကတတ္ထန္တရကဘယ်နှမျိုးကဲပြောကြည့်ပါဦးဘာတွေလဲလဲကဲဘယ်နှမျိုးအဲ့ဒီ၃မျိုးလောကထဲမှာဗုဒ္ဓရဲ့လက်ထက်ကစလို့စိုက်လာတာမရှိဘူးလားဗုဒ္ဓလက်ထက်ကလည်းရှိတယ်ဖရာတရားဟောပေမဲ့လူတွေအကုန်ကျွတ်သွားတာဟုတ်ရဲ့လားလူတွေအကုန်မကျွတ်ဘူးဒီခေတ်ထဲလည်းပဲဒီတိုင်းပဲတရားဟောတဲ့ဘုန်းကြီးတွေဘလောက်ပဲဟောနေတရားနဲ့ဝေးနေသေးတဲ့ပုဂ္ဂိုလ်ကတော့ဝေးတော့မယ်ဟုတ်တယ်မို့လားအဲ့ဒါကြောင့်ဒီခေတ်ကြီးမှာလည်းပဲအဲ့ဒါမျိုးကြုံရမှာဒီရဲ့နောက်ရောက်လဲဒါမျိုးဟာကြုံရမှာပဲပါရမီအားလေးတွေကောင်းနေတဲ့ပုဂ္ဂိုလ်ကစိတ်ကောင်းလေးဝင်ပြီးတော့စိတ်လေးကိုနုညံ့သိမ်မွေ့အောင်ဘာသာရေးလေးနဲ့နေထိုင်ကြတာမရှိဘူးလားပါရမီအားနည်းနေသေးရင်စိတ်ဓာတ်လေးတွေမကြမ်းဘူးလားကြမ်းတယ်သိမခံကျင်တာမျိုးလူတယောက်ကစကားပြောလိုက်ရင်ငါ့ကိုဒါကြောတာပဲဒါဟာသူတို့ဒီလိုလုပ်တာပဲငါပြန်ပြီးတော့ဒီကောင်တွေကိုလက်စားချေရမယ်ဒါမျိုးမလုပ်နိုင်လို့မဖြစ်ဘူးဒါမျိုးသမားတွေမရှိဘူးလားအေးအဲ့ဒါဒီအဆင့်နှိမ့်သေးတဲ့စိတ်ဓာတ်ပေါ့ပါလေဆင့်နှိမ့်သေးတဲ့စိတ်ဓာတ်အေးနှိမ့်သေးတဲ့စိတ်ဓာတ်အဲ့ဒါကြောင့်တချို့အရာများကတို့သူတော်စင်များစိတ်ဓာတ်ဆင့်မြင့်မြင့်မွေးပြီးတော့သိခံလိုက်ရင်ပြီးသွားတာတွေမရှိဘူးလားအေးအဲ့ဒါကြောင့်လောကမှာကတ်ကြီး၃ပါးနဲ့အများကြီးမကြုံခင်မှာအကောင်းဆုံးနေထားဖို့လိုသလားမလိုလားကဲအဲ့လိုဆိုတော့ကတ်တွေစိုက်တယ်ဆိုတော့တို့သူတော်စင်များဒီကတ်၃ပါးဖြစ်ခြင်းရဲ့အကြောင်းကလည်းပဲမရှိဘူးလားဒီကတ်၃ပါးဆက်ရောက်လာခြင်းရဲ့အကြောင်းက၃ပါးရှိတယ်တဲ့ဘယ်နှပါးရှိတာပြောကြည့်ပါဦးဘယ်နှပါးရှိလဲ၃ပါးရှိတယ်တဲ့ဒုဗ္ဗိခန္တရကတ်စိုက်လာခြင်းသည်လူသားတွေလောဘအားကြီးလာလို့တဲ့ပြောကြည့်ပါဦးဗါတယ်လေလူသားတွေလောဘအားကြီးလာရင်လောကဘာကတ်ဆိုင်လဲဒုဗ္ဗိခန္တရကတ်ဟုတ်လားလောဘကြီးလာတဲ့အခါကျတော့ငါပဲရအောင်လုပ်မယ်ငါပဲရအောင်လုပ်မယ်ငါလက်ထဲမှာရှိနေဖို့လိုတယ်ငါပဲချမ်းသာရမယ်ငါပဲကြီးပွားရမယ်ဆိုတငါငါနဲ့ဥစည်းတာမရှိဘူးလားအဲ့ဒါမျိုးဖြစ်လာရင်လောကကကိုတူးတည်းနေတာမှမဟုတ်တာဟုတ်တယ်မို့လားကိုတူးတည်းနေတာမဟုတ်ဘူးရှိသူကလည်းပဲရှိသလောက်သူကရနိုင်သမျှအကုန်ယူရင်တစ်ဖက်ကမစားရရင်ဘာပြန်လုပ်မလဲပြောရင်တုံ့ပြန်မှုတွေဖြစ်ကုန်မှာပေါ့ဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့ချမ်းသာသူကမတရားချမ်းသာရင်မတရားဝိသမလောဘနဲ့ချမ်းသာရင်အဲ့ဒီချမ်းသာတဲ့ပုဂ္ဂိုလ်ကိုမစားရတဲ့ပုဂ္ဂိုလ်ကအချိန်မရွေးတတ်နိုင်တယ်ဟုတ်တယ်မို့လားအဲ့ကြတော့တဖြည်းဖြည်းနဲ့အန္တရာယ်တွေမများဘူးလားအန္တရာယ်တွေများလာလိမ့်မယ်အဲ့ဒါကြောင့်တို့သူတော်စင်များလူတကူမှာလောဘရှိတာတော့အမှန်ပေါ့ဦးဇင်းတို့မှာလည်းရှိတာပဲတို့သူတော်စင်တို့လည်းရှိတာပဲဒါပေမဲ့အဲ့ဒီလောဘတည်မျှမျှတတလောဘပဲဖြစ်ရမယ်ဘာလောဘလဲမျှမျှတတလောဘပဲဖြစ်ရမယ်လူသားတိုင်းကိုခံစားပေးနိုင်ရဘာလို့ရမလဲလူသားတိုင်းကိုခံစားပေးနိုင်ရမယ်အေးသိဆင်းရဲရင်သူတို့ဘဝကိုငါဘယ်လိုလေးကူညီပေးရင်ကောင်းမလဲဘယ်လိုလုပ်ပေးလိုက်ရရင်ကောင်းမလဲသူတို့လည်းပဲသူတို့မိသားစုလေးအတွက်ရုန်းကန်နေတာပဲငါလည်းပဲငါမိသားစုလေးအတွက်ရုန်းကန်နေရတာပဲလို့ဒါမျိုးအသိလေးနဲ့တို့သူတော်စင်များလမ်းလျှောက်လို့မရဘူးလားအဲ့ဒီအသိပြောက်သွားရင်လောကကဒုဗ္ဗိခန္တရကတ်စိုက်တော့တာပဲတဲ့ဘာကတ်စိုက်တာအဲ့ဒါကြောင့်လူတွေဘာကြီးလာရင်လဲလောဘအားတွေသိကြီးလာရင်ဒုဗ္ဗိခန္တရကတ်ဆိုတာဘာကတ်စိုက်တာလဲမြန်မာလို့ဆိုရင်ငတ်မော့ခေါင်းပါအစာရှားပြီးဒုက္ခရောက်တဲ့ကတ်ဟုတ်တယ်မို့လားကဲနောက်တစ်ခုကဘာကတ်လဲရောဂန္တရကတ်ပြောကြည့်ပါဦးဘာကတ်အေးယောဂန္တရကစိုက်ပြီဆိုရင်ဘာကြောင့်ဒီကတ်ကစိုက်လာရတာလဲပြောရင်လူသားတွေမှာမောဟအားတွေကြီးလာလို့တဲ့ဘာတွေကြီးလို့မောဟအားတွေကြီးလာလို့ပြောကြည့်ပါဦးဘာတွေကြီးတာမောဟဆိုတာတွေးဝေတာပညာရဲ့ဆန့်ကျင်ဘက်ဘာရဲ့ဆန့်ကျင်ဘက်ပညာရဲ့ဆန့်ကျင်ဘက်တို့သူတော်စင်များ
ကိုနေရကိုဒေတာလေးကိုအကဲခတ်ကြည့်လို့ကြည့်လို့မရဘူးလားအကဲခတ်ပြီးတော့ကြည့်လို့ရတယ်တို့ဝန်းကျင်မှာရှိနေကြတဲ့ပုဂ္ဂိုလ်များစာဘလောက်ဖတ်တယ်လဲဆိုတာနဲ့တိုင်းတာရဘာနဲ့တိုင်းတာရစာဘလောက်ဖတ်တယ်လဲကြားမြင်သုတ္တကိုဘလောက်လိုက်စားတယ်လဲဆိုတာနဲ့တိုင်းတာရနော်ကိုဝန်းကျင်မှာကြည့်လိုက်လို့ရှိရင်မသိတာဘူးလားသိတာတယ်ပညာရေးကိုဦးစားမပေးတော့ဘူးဆိုရင်အဲ့ဒီဝန်းကျင်ဒီကြဆင်းလာတာတို့သူတော်စင်များပညာရေးဆိုတာကကိုသားသမီးကိုအလုတ်ရမရအားပေးရမယ်ပညာလေးပါသွားရင်တို့သူတော်စင်များဒီဘဝမှာအလုတ်ရှားပါရင်တောင်းမှအသိစိတ်လေးနဲ့လမ်းလျှောက်တော့သူတစ်ပါးကိုဒုက္ခမပေးဘူးဘာမလုပ်ဘူးလဲသူတစ်ပါးကိုဒုက္ခမပေးဘူးအဲ့ဒါကြောင့်ကိုသားသမီးလေးကိုပညာရေးလိုက်စားခိုင်းမှုလိုသလားမလိုလားအေးနောက်တဏီကုံကြည့်လိုက်ကိုဝန်းကျင်မှာစာအုပ်ဘလောက်ဖတ်နေကြသလဲတို့သူတော်စင်များဟာတပည့်တော်တို့ကရှာဖွေစားတော့ရတာမလွယ်တော့စာဆိုတာဘယ်ဖတ်ဖြစ်မလဲဖရာလို့ပြောကောင်းပြောလိမ့်မယ်ဘယ်မှာပဲသွားအခုတို့သူတော်စင်တို့နော်ပယံလှုပ်ရင်းနဲ့လည်းပဲစာဖတ်လို့မရဘူးလားလက်သမားလှုပ်ရင်းလည်းမရဘူးလားခုဥစဉ်ကြောင်းဆောက်နေတာရှိတော့ပယံတွေရောလက်သမားတွေရောအဲ့ဒီမှာဝင်နေတာရှိတယ်ဥစဉ်တို့ကတော့ကြည်တာပါဟုတ်လားသူတို့အလုတ်အားတဲ့ချိန်လေးတွေမရှိဘူးလားအလုတ်အားတဲ့ချိန်လေးတွေမှာတယောက်နဲ့တယောက်စကားပြောနေကြပြီးတော့ဒီတိုင်းလေးနေကြတာရှိအဲ့ဒီအချိန်လေးတွေမယ်ဆိုရင်ကိုပါလာတဲ့စာအုပ်လေးကောက်ပြီးတော့တစ်မျက်နှာရနှစ်မျက်နှာရဖတ်လို့မရဘူးလားလူတိုင်းမှာယူတတ်ရင်နေရာတကာမှာအချိန်ဆိုတာရှိသလားမရှိဘူးလားစာဖတ်ပေးဖို့လိုတယ်စာတစ်လုံးမှမဖတ်ဘူးတနေ့ကုန်သွားတယ်စာတစ်လုံးမှမဖတ်ဖြစ်ဘူးဆိုရင်အဲ့ဒီလူမျိုးကြဆင်းလာတာကိုပြတာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ဘာလုပ်ငန်းပဲလုပ်လို့ဘာလုပ်ရမလဲစာဖတ်ရအဲ့ဒါမျိုးစာဖတ်တာဝါဒနာပါလာရင်တွေးတာခေါ်တာတွေကအဆင့်မြင့်လာတယ်ပညာအားနည်းရင်တွေးတာခေါ်တာတွေကနှိမ့်သလားမနှိမ့်ဘူးလားလူတယောက်ကကိုယ့်ကိုတာမန်အကျဉ်လေးကောင်းကောင်းပြီးရင်တော့မှဒါငါကြောနေတာဆရာကြီးလာလှုပ်နေတာဘာကောင်မို့မင်းကတော့ငါဘလောက်ထောက်ပံ့နေလို့ဘာကြွေးနေလို့တော့ဖြစ်လာတတ်တယ်ကြွေးတာမွေးတာထောက်ပံ့တာဒီတဘဝစာပညာဒီတန်တရာစာပါလှုပ်နေတာဟုတ်တယ်မို့လားအေးအဲ့ဒါကြောင့်မို့ဒီပညာကိုလေ့လာမှုအားနည်းလာစာဖတ်တဲ့အားနည်းလာရင်တို့သူတော်စင်များတဖြည်းဖြည်းနဲ့ကြည့်လိုက်ရင်အကုန်လုံးဟာယတ္တတွေကတစ်မျိုးဖြစ်လာလိမ့်မယ်ဟုတ်လားဒီခေတ်သေးပဲကြည့်ပေါ့ရှေးသချင်းနဲ့ဒီခေတ်သချင်းတူသေးလားဘာတွေမတူတာလဲတူသေးလားအေးရှေးတုန်းကတို့သူတော်စင်များမာမာကြီးတို့ရဲ့မောင်းချစ်များစုနားထောင်ကြည့်ပေါ့နော်ဟုတ်လားနော်နားထောင်ရင်းနဲ့တောင်မျက်ရည်ကျလောက်တယ်သူဆိုးနေတာနဲ့ခံစားချက်ကလည်းအပြည့်ဝနဲ့ဟာဒီခေတ်ကတော့ဒဲပဲဟုတ်လားစကားလုံးတွေကြည့်လိုက်ဒီခါလေးနားတောင်ပိတ်ထားရမလားအောင်းမေးရဟုတ်တယ်မို့လားတို့သူတော်စင်များဒဲတွေကြီးတဲ့အကုန်ဆိုးနေတာမရှိဘူးလားအေးဘယ်ကိစ္စမဆိုချစ်ရေးချစ်ရကြည့်လဲဒဲပဲအကုန်ဒဲကြီးတဲ့ဖြစ်နေတဲ့အခါကျတော့စကလုံးတွေကျန်းသလားမကျန်းဘူးလားအေးစကလုံးတွေသိပ်ပြီးတော့ကျန်းလာတာအဲ့ဒါတွေကဘာလဲပြောရင် education အားနှိမ့်လာတာပညာရေးနှိမ့်ရင်အဲ့ဒါမျိုးဖြစ်လာနောက်ပိုင်းဒီတဲ့ပို့ပြီးတော့တောင်မှအနုပညာတွေကျန်းလာတာကိုတွေ့ရလိမ့်မယ်ဟုတ်တယ်မဟုတ်လားဘာလို့လဲပြောရင်အနုပညာသမားဆိုတာကလေလောကရဲ့ရည်စည်းကြောင်းပေါ်မှာလိုက်နေရတာလောကကြီးနှိမ့်သွားရင်သူတို့ကလည်းဘာလုပ်ပေးရနှိမ့်ပေးရတယ်လောကသားကအဆင့်မြင့်လာရင်သူတို့ကလည်းမြင့်ပေးရတာမရှိဘူးလားနမူနာအားဖြင့်ကြည့်ရင်တို့သူတော်စင်များခုယုံတင်တဲ့ကားတွေတော်တော်များများဥစဉ်တို့ရုပ်ရှင်ယုံနေနှမ်းနေဖြက်မောင်းနေတော့တွေ့တယ်ဟာတာကားကြီးတဲ့ဖြစ်ကုန်တာဟုတ်တယ်မို့လားလေးလေးနက်နက်နဲ့တွေးခေါ်ရမှာဆိုရင်လူကမတွေးခေါ်ကြတော့ဘူးရီးနေရရင်ပြီးတာပဲဟုတ်လားအဲ့ဒါမျိုးဖြစ်လာတာမရှိဘူးလားအဲ့ဒါဒီလည်းပဲ education အားပါဖြစ်လာဟာတာကိုစော်ကားလို့ပြောတာမဟုတ်ဟာတာနေရာမှာဟာတာလုပ်ဖို့လိုတယ်ဒါပေမဲ့အကုန်လုံးကဟာတာဖြစ်ရင်လူတစ်မျိုးလုံးဟာတာလူမျိုးဖြစ်ကုန်မှာပေါ့ဟုတ်တယ်မို့လားအေးအဲ့ဒါကြောင့်မို့တီတီတက်နံနေရာတွေလည်းပဲဇက်ကားအမျိုးမျိုးတွေထုတ်လာဖို့လိုသလားမလိုဘူးလားအေးအဲ့ဒါကြောင့်ပညာရေးသည်ရည်ကြီးသလားမကြီးဘူးလားအဲ့လိုဆိုတော့စာဖတ်ဝါဒနာမှာပါရင်ခုဒီမှာယောဂနဲ့ပတ်သက်ပြီးတော့ချို့သွားပြီးတော့ကြည့်ရင် HIV AIDS နော်
မဖြစ်တဲ့မဲ့နဲ့ဖြစ်တာတွေအများကြီးပဲဟုတ်တယ်မလားတို့သူတော်စင်များဒီခေတ်ကြီးထဲမှာသွားပြီးတော့ကြည့်ရင်ကိုချင်းအားနဲလာတဲ့အတွက်ကြောင့်မို့တောက်တာစားတာဆေးထိုးတာဒါတွေမရှိဘူးလားဒါတွေဖြစ်လာတယ်နောက်တယောက်နဲ့တယောက်တို့လူချင်းလည်းပဲစီကံအားတွေကနဲလာတဲ့အခါအိမ်တော်ကြီးဖောက်ပြန်မှုတို့ဒါမျိုးတွေမရှိဘူးလားချို့ကပွေတာရှုပ်တာတို့မရှိဘူးလားအဲ့ဒီကနေစပြီးတော့ယောဂတွေအများကြီးဖြစ်တယ်အဲ့ဒါမျိုးဖြစ်လိုက်ဘယ်လိုကာကွယ်မလဲဘယ်လိုလုပ်မလဲဆိုတာစာဖတ်မှသိတာဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့ရောဂန္တရကတ်ဆိုင်တယ်ဆိုတာပညာမဲ့လေလေယောဂများလေလေဟုတ်လားပါမဲ့လေလေပညာမဲ့လေလေယောဂများလေလေအဲ့ဒါကြောင့်မို့တို့သူတော်စင်တို့ခုဒီမှာကြည့်လိုက်ရင်ဒုဗ္ဗိခန္တရကဆိုင်တယ်ဆိုတာဘာတွေအာကြီးလာလို့လဲလောဘတွေအာကြီးလာလို့နောက်ရောဂန္တရကဆိုင်တယ်ဆိုတာဘာအာကြီးလို့မောဟတွေအာကြီးလို့ကဲနောက်ထပ်ကတ်တစ်ခုကဘာလဲတတ္ထန္တရကတဲ့ဘာကတ်တယ်လဲတတ္ထန္တရကဆိုင်တယ်ဆိုတာကတယောက်နဲ့တယောက်ဘာလုပ်တာလဲနည်းနည်းလေးမှသိမခံမနဲ့ဒုတ်တွေဓာတ်တွေလက်နက်တွေနဲ့အပြန်ပြန်အလံလံတက်လာရင်အဲ့ဒါဘာကတ်လဲတတ္ထန္တရကအဲ့ဒါတွေကဘာလို့ဆိုင်လာတာလဲပြောရင်ဒေါသတွေကြီးလာလို့တဲ့ဒေါသအားတွေကြီးလာလို့ပြောကြည့်ပါဦးဘာအားတွေဒေါသအားတွေကြီးလာလို့အဲ့ဒါကြောင့်လောကထဲမှာနေနေတဲ့ခိုက်တန်ဒုသူတော်စင်များဒီခေတ်ကြီးမှာဒေါသကြီးသူတွေမရှိဘူးလားဒေါသကြီးသူတွေပြည့်နေတာပဲဟုတ်လားနည်းနည်းလေးမှတိမခံဘူးနှုတ်ဝစီကြမ်းကြမ်းထမ်းထမ်းနဲ့ပြန်អော်ကြဟစ်ကြမရှိဘူးလားအဲ့ဒါမျိုးပြန်ပြီးဆဲကြဆိုးကြဒါမျိုးသမားတွေမရှိဘူးလားတယောက်နဲ့တယောက်နည်းနည်းလေးမှတိမခံဘူးဒါမျိုးဝဲလန်းသပင်များရှိရင်တခါလေတို့အငိမ့်တို့ဇက်တို့ထဲကြတာမရှိဘူးလားအဲ့ဒါမျိုးဆိုမင်းလာခဲ့သမ်းမင်းတို့ရက်ွက်မို့မင်းကငါ့ကိုဒီလိုလှုပ်တာတို့ရက်ွက်ပွဲကြသိမယ်ဒါမျိုးသမားတွေမရှိဘူးလားအဲ့လောက်ထိပြည့်သွားပွဲလန်းသပင်ဖျားပွဲကျင်းပတာတောင်မှရံပွဲလေးတွေတွဲပါလာတာကိုတွေ့ရလိမ့်မယ်ဟုတ်တယ်မို့လားခုဒုသူတော်စင်တို့လည်းပဲဒီမှာပွဲလန်းသပင်ကျင်းပတာတော့ပွဲလန်းသပင်ကျင်းပတာလားဒါတော့တိတန့်ပေါ့ဟုတ်လားနော်ဖရာဝဲဗုဒ္ဓပူဇနီးရပွဲတော်ဆိုတော့ပွဲလန်းသပင်ပါလဲစီးနဲ့ကန်းနဲ့လှုပ်ဖို့လိုတယ်ဟုတ်တယ်မို့လားစီကံမဲ့လို့ဒုလူမျိုးနာမည်ပြတ်ပေါင်းလဲများလာဟုတ်တယ်မို့လားခုဒီမှာကြည့်လိုက်ရင်ဖရာတက်တက်ရဲ့နဲ့ကြီးညိုဖို့မကောင်းဘူးလားနော်ဒီကြီးညိုဖို့ကောင်းတာလေးတွေကိုရုပ်မပြတ်စေရဦးဇင်းတို့ကတော့လှဲ့သွားနေတော့ရုပ်ပြတ်တာတွေတော်တော်တွေ့ရနော်ဘာတွေတခါတလေတွေ့ရလဲပြောတော့ဖရာရဲ့အဝင်မှာတခါလေချင်းသေးကြီးတွေမရှိဘူးလားဟိုကလှလှပပနဲ့ချင်းသေးကြီးကအဲ့ဒါနော်ဖရာကိုဝင်လာတဲ့ပုဂ္ဂိုလ်ကိုသူကကြိုးစိုးနေတယ်အဲ့ဒါမျိုးဖြစ်နေတဲ့မင်္ဂလာရှိနေတဲ့မူရင်းဒီအယုတ်ကြီးကိုနဗေနန်းကတခါလေနေတဲ့ပုဂ္ဂိုလ်ကဘာသာရေးအားမရှိရင်ပေါ့ဘာမရှိရင်ဘာသာရေးအားမရှိရင်အဲ့ဒီချင်းသေးကြီးကိုတခါလေထမိန်ခြုံပေးထားတာရှိတယ်ဘာခြုံပေးထားတာထမိန်ခြုံပေးထားတာဟုတ်လားနော်အဲ့ဒီချင်းသေးကြီးကထမိန်ခြုံကြီးနဲ့ဆိုတော့ဘယ်ကြည့်ကောင်းမလဲစဉ်းစားဖို့ပြောတာပါဟုတ်လားနော်ဦးဇင်းတို့နန်းခုလျှောက်ပြီးတော့ဦးဇင်းတို့ကားနဲ့သွားဒုဗုဒ္ဓဘာသာတော့ဒုက္ခပဲလို့ဆင်းရဲတယ်ဆိုတာအဲ့ဒါကြောင့်ဆင်းရဲကြတယ်နော်နောက်တစ်ခုကဒုသူတော်စင်များဦးဇင်းတို့တွေ့ရတဲ့အတွေ့အကြုံလေးတွေဘာလေးတွေရှိတော့ဒီလိုတတိုင်းနေပေါ့တတိုင်းကလည်းပဲသူကလူ2ရက်လောက်လုံးမှကောင်းတာနော်လူဘယ်2ရက်လောက်နေနေကြော်တက်ချင်တယ်တက်ထိုင်တာမျိုးတို့ဘယုတ်ဒုက္ခလောက်တာမျိုးတို့မရှိဘူးလားအဲ့ဒါကြောင့်လူ2ရက်လောက်ဆိုရင်တော့အပေါ်မတက်ရဲတော့ပြုတ်ကြမှာကြောက်တာနဲ့ဟုတ်လားနော်အဲ့ဒါကြောင့်အဲ့ဒါမျိုးနေရာတွေမှာဒုသူတော်စင်များမလုတ်သင့်ဘူးဟုတ်တယ်မလားဒီလိုတတိုင်းခတ်ပေးထားတာကိုယ့်ရဲ့ဘာသာသာသနာရဲ့ဂုံရောင်အတွက်ဟုတ်တယ်မလားမခတ်လည်းပဲရသလားမရဘူးလားဒါပေမဲ့ဒီရက်ွက်လေးကိုဝင်လိုက်ဒီလိုတတိုင်းလေးနဲ့ဖျားလေးနဲ့ဘလောက်ကြက်တည်ရှိတာနော်အဲ့ဒါကိုထိမ့်သိမ့်ထားဖို့လိုတယ်နောက်တစ်ခုဦးဇင်းတို့တွေ့ဘူးတာကဘာတွေတွေ့ဘူးလဲလို့ပြောရင်ငယ်တဲ့ပုဂ္ဂိုလ်များဆိုရင်ဘာသာအားနည်းရင်ဒီလိုဖျားကြိုဖျားကြရောက်တာမရှိဘူးလားရှင်းတော့ကတော့ဖျားကြိုဖျားကြဝင်ပြီးတော့တရားထိုင်တာဘာထိုင်တာလဲခုဒီခေတ်လည်းတရားထိုင်တဲ့သူတွေရှိသလားမရှိဘူးလားချို့လူငယ်တွေပါဝင်ထိုင်တာမရှိဘူးလား
တရားကြည့်ထိုင်ပေါ့ဟုတ်လားနော်မလုတ်တဲ့နာကိုမလုတ်မှအဲ့ဒီလူမျိုးကဘုံကံကြီးတာသူကရှေးဘယင်မင်းမြတ်တွေကဓမ္မမဝင်သရတရားကောင်းကြတဲ့ပုဂ္ဂိုလ်တွေကကြကြနနဖရာကိုတည်သွားရင်အဲ့ဒီဖရာတွေနဲ့ပတ်သက်ပြီးတော့ကိုကယူသေးဖို့လေးစားဖို့လိုသလားမလိုလားယူသေးဖို့လေးစားဖို့လိုတယ်ဘုရားဘာသာကွယ်တယ်ဆိုတာနဗီဘာသာကဝင်စော်ကားလို့ကွယ်သွားကြတာမဟုတ်ဘူးဘယ်သူကစော်ကားလို့ကွယ်တာကိုယ်ဘာသာဝင်ကကိုယ်ဘာသာကိုစော်ကားတာနဗီပုဂ္ဂိုလ်သာလာပြီးအဲ့ဒါမျိုးလုပ်ရင်ရိုက်မယ်နှက်မယ်ဖြစ်မှသိကြတယ်ဟုတ်တယ်မဟုတ်လားကိုယ်ဘာသာချင်းချင်းဆိုတော့ဒုသူတော်စင်များတခါလေဦးဇင်းတို့ရောက်တဲ့နေရာလေးတွေပေါ့ဦးဇင်းတို့ကျောင်းတွေက foreigner လာတာပြုတာများတဲ့အခါကျတော့ foreigner ဖြစ်တဲ့ပုဂ္ဂိုလ်များကရှင်မယားအားတယ်ဆိုလို့ရှိရင် if you are free so we want to go to the Muni Pagoda တခါလေကျတော့ကုသိုလ်တော် Pagoda တခါလေကျတော့ to the Manly Hill Manly တောင်သွားခြင်းနဲ့ဆိုပြီးတော့လိုက်ဖို့ခိုင်းတာရှိတယ်အဲ့ဒီထဲမှာကုသိုလ်တော် Pagoda ဆိုအဲ့ဒါဝင်သွားပြီးရှောက်ကြည့်တယ်နော်ရှောက်ကြည့်တယ်ဆိုကြောက်စာလေးတွေအဲ့ဒါလိုက်ဖတ်ပြဒါကတော့ဝိနည်းပိဋက this is a ဝိနည်းပိဋက the basket of discipline လိုက်ပြီးတော့ရှင်းပြအဲ့ဒါဝိနည်းသုတ်တံအဘိဓမ္မာနဲ့လှည့်ပတ်ပြီးတော့ရှင်းတယ်ဟိုးရှေ့ရောက်သွားရင်ရှေ့ကိုမတိုးရဲတော့ဟုတ်လားနော်ရှေ့မတိုးရဲတော့ပဲနဲ့နောက်ပြန်ဆုတ်ရတဲ့အခါတွေလည်းပဲကြုံမှုတယ်ဘာလို့ရှေ့မတိုးရဲတာဘာရှိနေတာလဲအဲ့ဒီထဲမှာမွေတဲ့သိုးတာနဲ့တွေ့ဟုတ်လားနော်အဲ့ဒါမျိုးဖြစ်ပြီးတော့ဖျားထဲမှာမဖြစ်တဲ့နာပြောတာဟုတ်လားနော်တို့သူတော်စင်များစကားပြောစရာနေရာတွေအများကြီးမရှိဘူးလားဥယျာဉ်တွေရှိဘူးလားဥယျာဉ်တွေရှိနေတာပဲလူတွေအတွက်လှုပ်ထားတာဟိုမှာက public လှုပ်ပေးထားတာဒီဖျားဆိုတာက public ဆိုပေမဲ့ဒီက religious place တွေဟုတ်တယ်မလားဘာသာရေးနယ်မြေဘာသာရေးနေရာတွေဟုတ်တယ်မလားဘာသာရေးနေရာမှာကျတော့ယူသေးဖို့လေးစားဖို့လိုတယ်ဦးဇင်းတို့ကငယ်ငယ်ကလေးကဖျားနှံကြီးလာရတဲ့လူဆိုတော့ကောင်းကောင်းသဘောပေါက်လို့ပြောပြတာနော်အဲ့ဒါတချို့ကဘာလို့တုံးဆိုလို့ချင်းအဲ့ဒီထဲမှာဝင်စကားပြောနေမကောက်ကျင်ကြီးကျင်ငယ်ပါစွန့်ဒါမျိုးတွေမရှိဘူးလားအပြင်မှာတတိုင်းကခတ်ထားတဲ့အခါကျတော့အပြင်မှာကျင်ကြီးကျင်ငယ်စွန့်ညင်နေဆိုရင်ဘယ်ဝင်လာတော့ဆိုတော့ဖျားတဲ့ဝင်လာပြီးမှတော့မှချုပ်စွန့်သွားတာရှိတယ်ဦးဇင်းတို့နေရတာကငကူကဟိုဥပွားဖျားကြီးသိတယ်မို့လားဥပွားဖျားကြီးဦးဇင်းတို့ကျောင်းကဥပွားဖျားနဲ့ကဲ့ရဲ့အဲ့ဒီနားမှာဆိုတော့ငယ်ငယ်ကအဲ့ဒီဖြစ်စဉ်တွေကိုတွေ့ပြီးတော့မဖြစ်သင့်တာပဲမလှုပ်တဲ့နဲ့လှုပ်ရက်ပဲတို့လူမျိုးဘုံကံနှိမ့်နေဆိုတာအဲ့ဒါတွေကြောင့်နှိမ့်ညတာဒီဖျားတွေအခုတဲမယ်ဆိုဒီဖျားဆိုတဲ့တတန်နဲမှာမဟုတ်ဦးဇင်းတို့ဥပွားဖျားဆိုတာဗကံလက်ထက်ကဘယ်လက်ထက်ကဗကံမင်းလက်ထက်ဆိုတာကဗကံမင်းကတို့မင်းတို့မင်းရဲ့အကူဟုတ်လားနော်မင်းတို့မင်းရှိကဆိုတော့အမရဗုဒ္ဓမှာနန်းတက်တာဘယ်မှာနန်းတက်တာအမရဗုဒ္ဓမှာနန်းတက်တာအဲ့ဒီသူ့ကိုနန်းချပြီးမှဘယ်သူတက်လာတာလဲမင်းတို့မင်းအဲ့ဒီဗကံမင်းလက်ထက်ကအမတ်ကြီးဥပွားဆိုတာရှိတယ်အဲ့ဒီအမတ်ကြီးကနေတည်ထားလို့ဥပွားဖျားဖြစ်သွားတာခုဒီမှာလည်းပဲဖောင်တော်ဥဖောင်တော်ပတ်စဉ်တော်တော်များများကတို့ဘာတွေနဲ့ဟိုမင်းစัจ जा လှဲ့တာမရှိဘူးလားဘယ်မင်းလဲအလောင်းစီသူကတော်တော်များများအဲ့ဒီဖောင်နဲ့နာမည်ပေးထားတာအများကြီးပဲဦးဇင်းတို့ရဲ့ရွာမှာလည်းပဲဦးဇင်းတို့ရွာကမူးနန်းမှာဆိုတော့အဲ့ဒါဖောင်တော်ဦးဖျားဆိုတာအဲ့ဒီဖျားတည်သွားတာရှိဟုတ်လားနော်အဲ့ဒီမင်းတည်သွားတယ်ဖျားတွေအများကြီးရှိတော့ဒီလိုရှိအောင်ဖျားဆိုရင်ပို့ပြီးတော့ဘီယူဆိုင်တို့သူတော်စင်များနေတတ်သူအတွက်ကကုသိုလ်ပိုရတယ်လို့မနေတတ်သူအတွက်ကဘာပိုရအကုသိုလ်ပိုရတယ်ဖျားဆိုတာကုသိုလ်ရဖို့တည်တာဟုတ်တယ်မို့လားဒါကဒီမှာရှိမရှိတော့မသိပါဘူးဦးဇင်းတို့နေခဲ့တဲ့နန်းလေးနဲ့နှိုင်းရှင်ပြီးတော့ပြောပြတခါလေအမှုသမားဝင်ပြီးတော့တောင်းကျမ်းတာတွေလည်းရှိဟုတ်လားနော်ဒါမျိုးတွေလည်းမရှိဘူးလားဒီကဖျားဘူးကသွားတာသူကခန္ဓာမှာသွားကြည့်အဝိဇ္ဇာကမရှိတော့နော်ဖျားဖူးလာတဲ့ဟာမဟုတ်တာနဲ့တွေ့ပြီးတော့နောက်ပြန်လှည့်ရတာဒါမျိုးတွေမရှိဘူးလားအဲ့ဒါကြောင့်ကိုယ်ဘာသာကိုယ်သာသနာဆိုတာကိုယ်ဖြည့်စည်းရင်ပြည့်စည်တာပဲဟုတ်တယ်မို့လားအဲ့ဒါကြောင့်အတက်နိုင်ဆုံးအကောင်းဆုံးအတန့်ရှင်းဆုံးဖြစ်အောင်နေလို့မရဘူးလားကဲအခုဒီမှာကြည့်လိုက်တဲ့အခါကျတော့ကတ်သုံးပါးစိုက်တယ်ဆိုတာအကြောင်းမဲ့စိုက်တာဟုတ်ရဲ့လားမဟုတ်ဘူးကဲဒုဗ္ဗိခန္ဓရကဘာတွေအာကြီးလာရင်စိုက်တယ်လေလောဘတွေအာကြီးရင်စိုက်တယ်ကဲနောက်တစ်ခုက
ရောဂန္တရကဘာကြောင့်ဆိုင်လဲမောဟတွေအာကြည့်ရင်ဆိုင်တယ်တဲ့နောက်တစ်ခုကတထန္တရကဒေါသတွေအာကြည့်ရင်ဆိုင်သလားမဆိုင်ဘူးလားအဲ့လိုဆိုတော့ဒီကတ်တွေကြုံတာဒီကောင်းရဲ့လားမကောင်းတာအဲ့ဒီမကောင်းအောင်ကလည်းဘယ်သူလုပ်တာလူသားတွေလုပ်တာကောင်းအောင်လုပ်တာကလည်းလူသားတွေလုပ်တာအဲ့ဒါကြောင့်မို့တို့သူတော်စင်များကလောဘလျှော့ရမယ်ဒေါသတွေလျှော့ရမယ်မောဟမာမာနတွေဟုတ်လားလျှော့ဖို့လိုသလားမလိုလားမောဟတွေလျှော့ဖို့မလိုဘူးလားအဲ့ဒါတွေလျှော့ပြီးမှဒီလောကကြီးဒီတဖြည်းဖြည်းနဲ့ตายရတဲ့လောကကတ်ကြီးသုံးပါးကင်းတဲ့လောကဖြစ်မှာပေါ့ဟုတ်တယ်မို့လားကဲအဲ့လိုဆိုတော့ကတ်သုံးပါးကြုံပြီဆိုလို့ရှိရင်လူတွေသေကြတာမရှိဘူးလားအဲ့ဒါမျိုးလူတွေသေကြတဲ့အနားမှာကတ်သုံးပါးကြုံရင်ဖြစ်ရတဲ့ဘုံက3မျိုးရှိတယ်တဲ့ဘယ်နှမျိုးရှိတာကဲ3မျိုးရှိတယ်ဆိုတော့ဒုဗ္ဗိခန္ဓရကတ်ဆိုင်ပြီးတော့အစာရေစာငတ်မော့ခေါင်းပါပြီးတော့အဲ့ဒါမျိုးသေရရင်အဲ့ဒီသေတဲ့ပုဂ္ဂိုလ်များဒီတော်တော်များများကပြိတ္တာဖြစ်ကြတယ်တဲ့ဘာဖြစ်ကြလဲပြောကြည့်ပါဦးဘာဖြစ်ကြလဲပြိတ္တာဖြစ်ကြတယ်စားရမယ်တောက်ရမယ်ပြိတ္တာတွေဖြစ်တာမရှိဘူးလားအဲ့ဒီပြိတ္တာတွေဖြစ်တတ်တယ်တဲ့အဲ့ဒါကြောင့်တို့သူတော်စင်များကိုကလောဘကိုသာနော်တတ်နိုင်တယ်များထိမ့်ချုပ်ရင်ဒီအဖြစ်ဆိုးတွေနဲ့ကြုံနိုင်သေးလားမကြုံနိုင်ဘူးပြိတ္တာမဖြစ်နိုင်ဘူးဟုတ်တယ်မို့လားကဲနောက်တစ်ခုကကျတော့တို့သူတော်စင်များရောဂန္တရကတ်ဘာကတ်လဲရောဂန္တရကတ်ဆိုက်တဲ့အခါလူတော်တော်များများသေးကုန်တာမရှိဘူးလားအေးလူတော်တော်များများသေးကုန်တယ်ဒီနေရာမှာကျတော့ရောဂန္တရကတ်ဆိုက်တယ်ဆိုတာဘာအခြေခံကြောင့်ဆိုက်တာလဲမောဟကိုအခြေခံပြီးတော့ဆိုက်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တန်မှာမောဟအာများနေလို့ရှိရင်ဘာဖြစ်တတ်တယ်လဲပြောရင်တရိစ္ဆာန်မဖြစ်နိုင်ဘူးလားတရိစ္ဆာန်ဖြစ်နိုင်တယ်ပြောကြည့်ပါဦးဘာဖြစ်နိုင်အေးတရိစ္ဆာန်လည်းပဲဖြစ်နိုင်တယ်ပေါ့တချို့ပုဂ္ဂိုလ်များကြတော့အဲ့ဒါမျိုးမဟုတ်တော့ဘူးနော်အဲ့ဒီမျိုးနဲ့သေတဲ့ပုဂ္ဂိုလ်များသည်နတ်ပြည်နတ်ရွာရောက်နိုင်တယ်ဘာရောက်နိုင်လဲနတ်ပြည်နတ်ရွာရောက်နိုင်တယ်ရောဂန္တရကစိုက်ပြီးတော့သေတဲ့ပုဂ္ဂိုလ်သည်ဘယ်ရောက်နိုင်လဲနတ်ပြည်နတ်ရွာရောက်နိုင်တယ်ရှင်မယားဘာကြောင့်ရောက်သွားတာလဲလို့ပြောရင်အနာယောဂါဘေးတွေဆိုက်ရောက်လာပြီဆိုရင်တဲ့တချို့ပုဂ္ဂိုလ်ကဝေဒနာတွေပြင်းပြင်းထန်ထန်သူ့မှာရရင်ဒီလိုယောဂဝေဒနာဆိုးွားတဲ့ဒီဝေဒနာမျိုးငါမှသာဖြစ်ပါစေလောကသားတွေမဖြစ်ကြပါစေနဲ့ငါရဲ့မိတ်ဆွေတွေမဖြစ်ကြပါစေနဲ့သူတော်ဘာတွေဒါမျိုးယောဂမဖြစ်ကြပါစေနဲ့ငါမှတော့ဘလို့မှကုလို့မရတော့ဒီယောဂမျိုးသူတော်ဘာကိုမကုသပါစေနဲ့သူတော်ဘာပေါ်မှာမေတ္တာထားတာလေးတွေမရှိဘူးလားအဲ့ဒီမေတ္တာစိတ်ဓာတ်လေးနဲ့ယောဂဖြစ်ပြီးတော့သေသွားရရင်ကုသိုလ်လေးနဲ့သေသွားရရင်ဘာဖြစ်နိုင်လဲနတ်ပြည်နတ်ရွာရောက်နိုင်တယ်တဲ့ကဲဘယ်နှမျိုးရသွားတော်တော်များများကအဲ့ဒီအချိန်မှာမေတ္တာမွေးနိုင်ကြတယ်တဲ့သေကံနေ့ရောက်သွားရင်မေတ္တာနဲ့ပဲအဲ့ဒါမျိုးလေးဖြစ်သေသွားလို့ဘယ်ကိုရောက်တာများလဲနတ်ပြည်နတ်ရွာအဲ့လိုဆိုတော့ဘယ်ဘုံနေရောက်နိုင်လဲပြိတ္တာဘုံရဲ့နတ်ဘုံရဲ့ငရဲဘုံရဲ့မရောက်နိုင်ဘူးလားကဲအဲ့ဒါကြောင့်မို့ကတ်ကြီး3ပါးနဲ့မကြုံရလေအောင်တို့သူတော်စင်များကတတ်နိုင်သမျှလောဘဒေါသမောဟတွေလျှော့ဖို့မလိုဘူးလားလို့တယ်ကဲဒီနေရာမှာဘာလေးတွေသိတဲ့လဲပြောရင်လောဘကြီးလွန်းရင်လောဘရဲ့အပြစ်တွေဖြစ်လာတာမရှိဘူးလားအဲ့ဒါလောဘမှာအပြစ်3မျိုးရှိတယ်တဲ့ပြောကြည့်ပါဦးဗါတယ်လေလောဘမှာအပြစ်3မျိုးရှိတယ်သိပြီးတော့လောဘကြီးရင်အဲ့ဒီပုဂ္ဂိုလ်သည်နံပါတ်1စီးပွားမဖြစ်ထွန်းဘူးပြောကြည့်ပါဦးဗါတယ်လေစီးပွားမဖြစ်ထွန်းခြင်းဆိုတဲ့ဆိုးကျိုးမရနိုင်ဘူးလားဘာအားကြီးရင်လဲအေးထင်တာကလောဘနဲ့လိုက်ရင်စီးပွားတွေဖြစ်လိမ့်မယ်လို့ထင်တာမရှိဘူးလားအေးစီးပွားတွေသိပြီးတော့ဖြစ်လိမ့်မယ်လို့ထင်တာတကယ်တမ်းကျတော့မမျှတတဲ့လောဘနဲ့လိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ဒီလိုက်လေရမဲ့ပစ္စည်းနဲ့ဝေးလေဖြစ်တတ်တယ်ဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့ဒီမှာကြည့်လိုက်ရင်လောဘရဲ့အပြစ်တစ်ကဘာလဲလဲစီးပွားမဖြစ်ထွန်းခြင်းပြောကြည့်ပါဦးဘာလဲလဲနောက်တစ်ခုကကိုယ်ဆင်းရဲစိတ်ဆင်းရဲခြင်းတဲ့ဘာဆင်းရဲခြင်း
ကိုဆင်းရဲစိတ်ဆင်းရဲခြင်းဘာတွေအားကြီးရင်လဲလောဘတွေအားကြီးရင်အဲ့ဒီအပြစ်တွေနဲ့မကြုံနိုင်ဘူးလားကြုံနိုင်တယ်ကဲဘယ်နှမျိုးရသွားနံပါတ်1ကဘာလဲလဲစည်းပွားမဖြစ်ထွန်းခြင်းနှစ်ကကိုဆင်းရဲစိတ်ဆင်းရဲခြင်းကဲဘယ်နှမျိုးနောက်တစ်ခုကကျတော့ချမ်းချမ်းသာသာမနေရခြင်းတဲ့ပါတယ်လေချမ်းချမ်းသာသာမနေရခြင်းလောဘတွေသိအားကြီးပြီးတော့ဒုသူတော်စင်များရှားဖွေထားအဲ့ဒီပုဂ္ဂိုလ်ဒီပစ္စည်းရနေတောင်းမှစိတ်တွေချမ်းသာရဲ့လားမချမ်းသာဘူးအမြဲတမ်းပူလောင်နေရတယ်လှုပ်ထားတာတွေကမတရားမှုဆိုဘယ်တော့မှအန္တရာယ်ကြရောက်ဘယ်ပုဂ္ဂိုလ်တွေကငါ့ကိုလာပြီးတော့ဒုက္ခတွေပေးမလဲဆိုတဲ့စိတ်နဲ့နေရတာမရှိဘူးလားကဲအဲ့ဒါကြောင့်စုပေါင်းရင်ဘယ်နှမျိုးကဲပြောကြည့်ပါဦးဘာတွေတဲ့လဲဘယ်နှမျိုးလဲအဲ့ဒါစုပေါင်းလိုက်ရင်လောဘရဲ့အပြစ်3မျိုးအဲ့ဒါကြောင့်အပြန်အားဖြင့်ကြည့်ရင်တော့ဒုသူတော်စင်များစီးပွားဖြစ်ထွန်းရင်လောဘတွေလျှော့ပြရမယ်ဟုတ်တယ်မို့လားကဲနောက်တစ်မျိုးကစိတ်ချမ်းသာကိုချမ်းသာနဲ့နေခြင်းရင်ဘာလို့อ่ะလောဘတွေလျှော့ပြရမယ်နောက်ချမ်းချမ်းသာသာလေးနဲ့ဒီဘဝကိုကြော်ဖြတ်ခြင်းလဲဘာလို့ရမလဲလောဘတွေလျှော့ပြလို့မရဘူးလားဘလောက်ပဲလောဘတွေကြီးကြီးဘလောက်ပဲရှာထားဘလောက်ပဲအများကြီးဖြစ်နေတို့သူတော်စင်များတို့စားနေတာဒီဝမ်းတစ်ပိုက်စာပါပဲဟုတ်တယ်မို့လားအများကြီးရှိရလားမရှိဘူးအဲ့ဒါကြောင့်ကိုယ့်ဘဝကိုနေတဲ့နမ်းမှာကတ်တွေနဲ့မကြုံအောင်ဘာလျှော့ပေးရလောဘတွေလျှော့ရလောဘလျှော့ရင်ဘာကတ်နဲ့မကြုံနိုင်ဘူးလေဒုဗိခန္ဓရကတ်နဲ့မကြုံနိုင်ဘူးတဲ့ကဲနောက်တစ်ခုကဒေါသရဲ့အပြစ်ဘာရဲ့အပြစ်လဲပြောကြည့်ပါဦးဘာရဲ့အပြစ်ဒေါသရဲ့အပြစ်တွေလေလောကမှာမရှိဘူးလားအဲ့ဒီမှာကြည့်လိုက်ရင်ဒေါသဆိုတာဒုသူတော်စင်များကြမ်းထမ်းတဲ့အတွက်ကြောင့်မို့သူ့ရဲ့အပြစ်ကလည်းပိုများတယ်ဘယ်နှမျိုးလဲ9မျိုးဒေါသထွက်တဲ့ပုဂ္ဂိုလ်သည်ဆိုးကျိုး9မျိုးရပါလိမ့်မယ်ဟုတ်လားအဲ့ဒါဘာတွေလဲပြောရင်နံပါတ်1ကရုပ်ဆင်းအင်္ဂါမလှပခြင်းတဲ့ပါတယ်လေဖြစ်လေရဘဝတန္တရာမှာရုပ်ဆိုးတတ်တယ်ဘာကြီးရင်လဲဒေါသအာကြီးရင်ပြောကြည့်ပါဦးဘာကြီးရင်ဒေါသအားတွေသိမ့်ပြီးတော့ကြီးရင်ဖြစ်လေရဘဝမှာရုပ်ဆင်းအင်္ဂါမလှမပဖြစ်တတ်တယ်တဲ့အဲ့ဒါကြောင့်နံပါတ်1အပြစ်ကဘာလဲလဲရုပ်ဆင်းအင်္ဂါမလှပခြင်းပြောကြည့်ပါဦးဘာလဲလဲကဲနောက်တစ်မျိုးကိုသွားပြီးတော့ကြည့်ရင်လောကမှာနေနေတဲ့အခိုက်အတန့်ဒေါသတွေသိပြီးတော့အားကြီးတဲ့ပုဂ္ဂိုလ်တွေသည်ဘာနဲ့ကြုံရလဲပြောရင်ဆင်းဆင်းရဲရဲနဲ့အိပ်ဆက်ရတယ်တဲ့ပါတယ်လေဘာတွေအားကြီးရင်လဲအဲ့ဒါဒုသူတော်စင်များယုံလားကိုယ်တိုင်ဒေါသတွေအားကြီးပြီးလှုပ်ကြည့်ဖို့ဟုတ်လားသူတစ်ပါးတွေကိုရိုက်ထားနှက်ထားစော်ကားထားတာတွေရှိတဲ့ပုဂ္ဂိုလ်ဒီဘယ်တော့မှကြောမလုံဘူးလုံရဲ့လားအိတ်နေလည်းပဲငါအိတ်တုံးမြန်တစ်ခုခုဖြစ်မလားဟာဘလို့မြန်ဖြစ်သွားမလဲဒီအတွေးတွေရှိသလားမရှိဘူးလားအဲ့ဒါကြောင့်အမြဲတမ်းဖြက်ကနေလန့်နိုးတာမရှိဘူးလားအဲ့ဒါကြောင့်ဒေါသအာကြီးတဲ့ပုဂ္ဂိုလ်ဒီနှစ်ချိုက်မအိပ်ဆက်ရဘူးဟုတ်လားကဲအဲ့ဒါကြောင့်ဘယ်နှမျိုးရသွားကဲပြောကြည့်ပါဦးဘာတွေလဲကဲနောက်တစ်မျိုးကကျတော့စီးပွားဥစ္စာမဖြစ်ထွန်းခြင်းတဲ့ပါတယ်လေဘာတွေအားကြီးရင်လဲဒေါသတွေအားကြီးရင်စီးပွားဖြစ်ရလားမဖြစ်ဘူးအဲ့ဒီဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဆိုနမူနာအားဖြင့်ကြည့်ရင်ဒေါသကြီးတဲ့ဘုန်းကြီးနာမည်ကြည့်ပရိသတ်မရှိဘူးရှိရလားကိုရင်လေးတွေအဲ့ကြောင့်မနေနိုင်ဘူးရဟန်းငယ်တွေအဲ့ကြောင့်မနေနိုင်ဘူးဒေါသကဘလို့ကြီးတာဘလို့အော်တာဘလို့ဟစ်တာအဲ့ဒါမျိုးဖြစ်လေတပည့်တွေဝေးသွားလေပဲဟုတ်တယ်မလားအဲ့ဒီတိုင်းပဲဒုသူတော်စင်တို့ရဲ့အိမ်နေမှာလဲချုပ်မိဘတွေဒေါသသိပ်ကြီးတာမရှိဘူးလားချုပ်ကသဘောတရားနဲ့ပြောပြရင်ရတဲ့ကိစ္စတွေမရှိဘူးလား
သဘောတရားနဲ့ပြောပြလို့ရတဲ့ကိစ္စကိုဒေါသနဲ့ဖြည့်ရှင်းရင်သူရောကိုရောဘဝနာသလားမနာဘူးလားအေးဟိုဘက်ကမခံနိုင်လို့ထပြီးတော့တခုခုများလှုပ်လိုက်မယ်ဟဲ့လို့ဆိုရင်သားသမီးကမိဘကိုပြန်လှုပ်လိုက်လို့မိဘမြန်သေသွားရင်အဲ့ဒါကံကြီးမထိုက်ဘူးလားကံကြီးထိုက်တယ်အဲ့ဒါမှမဟုတ်လို့ကိုကမိဘကစိတ်ဆိုးမှန်ဆုံးနဲ့သားသမီးကိုမောင်းချလိုက်ရင်လည်းပဲကိုမျိုးကိုနွယ်တိမ်ခေါ်တာပဲဟုတ်တယ်မို့လားအဲ့ဒါကြောင့်အကောင်းပါရဲ့လားမပါဘူးကဲဘယ်နှမျိုးရသွားကဲပြောကြည့်ပါဦးဘာတွေလဲစီးပွားဥစ္စာမဖြစ်ထွန်းခြင်းကဲနောက်တစ်ခုကစီးပွားဥစ္စာပြက်ခြင်းတဲ့ပါတယ်လေစီးပွားဥစ္စာပြက်ခြင်းပြောကြည့်ပါဦးပါတယ်လေအေးစီးပွားဥစ္စာပြက်ခြင်းဆိုတော့မကြီးပွားယုံနေကိုသူကမဟုတ်ဘဲနဲ့ရှိပြီးသားပစ္စည်းဥစ္စာပါဘာဖြစ်သွားလဲပျက်စီးတတ်တယ်တဖြည်းဖြည်းနဲ့ဆုပ်ယုံရင်ဆုပ်ရင်ပျက်စီးသွားတာမရှိဘူးလားအဲ့ဒါကြောင့်မို့တခါလေဒေါသကြီးတာနဲ့ပဲဘဝတွေပျက်စီးသွားသူတွေလောကမှာမရှိဘူးလားအေးလောကမှာအများကြီးခုတို့သူတော်စင်များနိုင်ငံတကာမှာကြည့်ရင်ပြည်တိန်ဝန်ကြီးချုပ်ပဲကြီးပေါ့ဟုတ်လားနော်ပြည်တိန်ဝန်ကြီးချုပ်သိပ်ပြီးတော့ဒေါသကြီးလုံးလို့ဆိုတက်တာကသိပ်မကြသေးဘူးအောက်ကပုဂ္ဂိုလ်များကအတူလှုပ်ဖို့ကံပတ်များကဝိုင်းပြီးအကုန်လုံးကနေဖြုတ်ချကြတယ်နော်ဒေါသကြီးလုံးလို့တဲ့အဲ့ဒါဆွေးနွေးပွဲရောက်ရင်သူကလေပင်ဆွဲပြီးတော့ထိုးမယ်ကြိတ်မယ်ကြီးတဲ့လှုပ်တာဟုတ်လားနော်ဝန်ကြီးချုပ်ကအဲ့လောက်ဒေါသထွက်နေတော့အချင်းနေဟုတ်လားသူ့ဘဝသူဖြည့်ဆည်းပြတာပဲဟုတ်တယ်မလားအခုတက်နေတာကအစ်စ်တက်နေတာနော်အဲ့ဒါတကယ်ရွေးကောက်ခံရတဲ့ပုဂ္ဂိုလ်ကဒေါသကြီးလွန်းလို့သူဒီအုပ်ချုပ်ခွင့်မရလိုက်အဲ့ဒါမျိုးဖြစ်သွားမရှိဘူးလားအဲ့ဒါကြောင့်ဒေါသသည်ကြောက်เสียကောင်းသလားမကောင်းဘူးလားအဲ့ဒါကြောင့်သူတစ်ပါးတွေဒေါသတွေထွက်ပြီးတော့ဘဝပြတ်သွားတာကိုမြင်ရင်တို့ကဒေါသမထွက်ဖို့လိုတာပေါ့ဟုတ်တယ်မဟုတ်လားကဲပေါင်းလိုက်ရင်ဘယ်နှမျိုးရသွားကဲပြောကြည့်ပါဦးတစ်ခေါက်လောက်ကဲဘယ်နှမျိုး၄မျိုးအဲ့ဒီမှာကောင်းတာပါရဲ့လားကောင်းတာမပါဘူးအဲ့ဒါကြောင့်ဒေါသသည်ဘာကောင်းကျိုးမှမပေးဘူးနော်ကိုကအထင်ကြီးပြီးတော့ဒေါသနဲ့ငါတို့ကဘလို့မှဟုတ်လားတို့လာကြောလို့မရဘူးဘာဘူးနဲ့လှုပ်ပြီးတော့သွားပြီးတော့ရိုက်နှက်ချလိုက်ရင်ပူပြီးတော့ကိုယ်ဒုက္ခမရောက်ဘူးလားဒုက္ခရောက်တယ်မကုံတဲ့နဲ့ငွေကုန်နေဟုတ်လားဒါမျိုးတွေမရှိဘူးလားအေးအဲ့ဒါကြောင့်ခုဒီမှာကြည့်လိုက်တော့အပြစ်ဘယ်နှမျိုးရသွားလဲကဲနောက်တစ်မျိုးကချွေရန်ပရိတ်သက်နေပါတယ်တဲ့ပြောကြည့်ပါဦးပါတယ်လေဘာကြီးရင်လဲအေးဒေါသတွေကြီးတဲ့ပုဂ္ဂိုလ်သည်ချွေရန်ပရိတ်သက်မရှိဘူးဟုတ်လားသူ့နန်းလေးမှာနေတဲ့ပုဂ္ဂိုလ်များသူ့ရဲ့ဓမ္မခံနိုင်တာနဲ့ပဲအကုန်ပြေးကုန်တာတွေမရှိဘူးလားအဲ့ဒါကြောင့်မို့မိဘဖြစ်တဲ့ပုဂ္ဂိုလ်လဲဒေါသတွေမကြီးမှသာသမီဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းဒေါသတွေမကြီးမှကိုယ်အချင်းချင်းပေါင်းသင်းနေလေဒေါသတွေမကြီးမှဒေါသကြီးခြင်းဒီကောင်းကျိုးရရဲ့လားမရဘူးအဲ့ဒါဘဝပျက်စီးရာပျက်စီးကြောင်းပဲဟုတ်တယ်မဟုတ်လားကဲအဲ့ဒါကြောင့်ဘယ်နှမျိုးရသွားကဲနောက်တစ်ခုကကြတော့မိကောင်းဆွေကောင်းမရရှိခြင်းတဲ့ပါတယ်လေမိကောင်းဆွေကောင်းမရရှိခြင်းပြောကြည့်ပါဦးပါတယ်လေကဲဘာကြီးရင်လဲအေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ဒီဒုသူတော်စင်များမိကောင်းဆွေကောင်းမရဘူးသူနန်းကတ်တဲ့ပုဂ္ဂိုလ်ကသူလူဒေါသသမားပဲလာတာနော်တူရပေါင်းကုန်တာမရှိဘူးလားလောဘကြီးလွန်းရင်လဲပေါင်းမိရင်ဘလို့လူနဲ့ပေါင်းမိရင်လောဘကြီးသူနဲ့ပေါင်းမိတာဒေါသကြီးရင်လဲဒေါသကြီးသူနဲ့ပဲမိတ်ဆွေဖြစ်ပြီးတော့သူလှုပ်တာကိုင်တာတွေကြည့်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြောတာဆိုတာလှုပ်တာကိုင်တာကိုပဲသဘောကျသွားတာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်တူရပေါင်းသွားတာမရှိဘူးလားအေးတူရပေါင်းသွားတဲ့သဘောရှိတယ်ကဲပေါင်းလိုက်ရင်ဘယ်နှမျိုးရသွားကဲ6မျိုးပြောကြည့်ပါဦးတစ်ခေါက်တော့ဘာတွေလဲ
မိတ်ကောင်းဆွေကောင်းမရရှိခြင်းတဲ့ကဲဘယ်နှမျိုးကဲနောက်တစ်မျိုးကသေပြီးတဲ့နောက်အပယ်လာရတယ်တဲ့ပါတယ်လေသေပြီးတဲ့နောက်အပယ်လာရတယ်ပြောကြည့်ပါဦးပါတယ်လေအဲ့ဒါကောင်းတာပါရဲ့လားအဲ့ဒါကြောင့်တို့ဟာတက်နိုင်သမျှဘာတွေကိုလျှော့ပေးရဒေါသတွေကိုလျှော့ပြီးတော့လောကမှာဒေါသရဲ့အစာမေတ္တာပွားဖို့ဘာပွားရမလဲလောကမှာနေတဲ့အခိုက်အတန့်မေတ္တာပွားတို့သူတော်စင်များမေတ္တာဘိုးလေးတွေရတယ်မို့လားဘာမေတ္တာဘိုးတွေရလဲဘာတွေရလဲကဲဆိုကြည့်ပါဦးရတဲ့တခုပေါ့ဘာရတာရှိလဲရှေ့ရ၌ရှိတော့ရလားဒါလဲကောင်းတာပဲပို့ပေါ့ဟုတ်တယ်မလားအရှေ့ရ၌ရှိတော့ကဲဘလို့ပို့လို့ပို့ကြည့်သမောရှေ့ရ၌ရှိတော့အနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေကဲအဲ့ဒီမှာကြည့်လိုက်တို့သူတော်စင်များညင်ညိတ်ညောင်းညောင်းနဲ့ဘလောက်ကောင်းလဲဟုတ်လားကိုယ်အိမ်လေးမနဲ့လင်းလာရင်အဲ့ဒါမျိုးမေတ္တာလေးတွေနဲ့ပို့ပြီးနိုးထပြီးမင်္ဂလာလေးတွေနဲ့နေလို့မရဘူးလားအဲ့ဒါမျိုးလေးတွေနဲ့ကိုယ့်ဘဝကိုတိဆောက်ရတယ်နော်ဦးဇင်းတို့ဘုန်းကြီးရန်ကတော့အဲ့ဒီညင်ညင်ညောင်းညောင်းတော့မရပါဘူးနော်မရဆိုမနဲ့ပိုင်းလင်းရင်ဦးဇင်းတို့တော့ပါဠိလိုဘုန်းကြီးရန်နေဆိုတော့ပါဠိနဲ့နီးစပ်တော့သဗ္ဗေတတ္တာသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓံသဗ္ဗေပုဂ္ဂလာသဗ္ဗေအတ္တဘာဝပရိယပါဏာရှိဘူးလားအဲ့ဒါလေးကိုဦးဇင်းတို့ပို့ပုံကတော့ပထမဦးဆုံးမေတ္တာပွားတာကကိုကိုအရင်ပွားရတယ်တဲ့ဘယ်ရင်ပွားရကိုကိုအရင်ပွားကိုတော့ချစ်တယ်မို့လားကိုမှမချစ်နိုင်တော့မလွယ်တော့ဘူးဟုတ်လားနော်အဲ့ဒါကြောင့်ဖြစ်နိုင်ရရှိတဲ့ကိုအရင်ပို့ရတယ်တဲ့အဟံအဝေရောဟောမိအဗျာပိဇောဟောမိအနိကောဟောမိဒုက္ခိအတ္တနံပရိဟာရမိမရှိဘူးလားအဲ့ဒါကပါဠိလိုခုနကအရှိရ၌ရှိသောအနန္တစัจ java လားအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဆိုတာကအဟံအဝေရောဟောမိဟုတ်တယ်မလားနောက်တစ်ခုကဗါတယ်လေဟုတ်ဘုဘကမြန်မာလူကမဟုတ်ဘူးလေပထမဆုံးကဗါတယ်လေဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေမရှိဘူးလားအဲ့ဒါဆိုရင်ဒေါသခတ်သိမ်းငြိမ်းကြပါစေဆိုဒီဘက်ကအဗျာပစ္စာဟွန်တုနောက်တစ်ခုကဗါတယ်လေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေအဲ့ဒါဆိုရင်အနိကာဟွန်တုဟုတ်တယ်မလားအဲ့ဒါကြောင့်မို့အဝေရာဟွန်တုအဗျာပစ္စာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနံပရိဟာရန္တုကြဘလို့တဲ့လေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအဲ့ဒါဒုက္ခိအတ္တနံပရိဟာရန္တုကိုဘာသာပြန်ထားတာဟုတ်တယ်မလားအဲ့ဒါကိုဦးဇင်းတို့တော့928သွယ်မေတ္တာအထူးအဖြင့်တော့တို့ခရီးရှည်ရှည်ထွက်တဲ့အခါတွေဆိုရင်ဦးဇင်းတို့ကားပေါ်မအိပ်မချင်းတော့အဲ့ဒါဆိုသွားကြနော်သဗ္ဗေတတ္တာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္ထနံပရိဟာရန္တုသဗ္ဗေတတ္တာပြီးတော့သဗ္ဗေပါဏာဟုတ်တယ်မလားသဗ္ဗေပါဏာဆိုရင်သက်ရှိတတ္တဝါအလုံးလို့ပြောတာမြန်မာလူကအဲ့ဒါဆိုရင်သက်ရှိတတ္တဝါအလုံးဓမ္မမို့ရင်ပါဠိလိုဆိုရင်သဗ္ဗေပါဏာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္ထနံပရိဟာရန္တုဒါမျိုးဆိုလို့မရဘူးလားအဲ့ဒါမျိုးလေးဆိုပြီးသူတော်ဘာတွေစိတ်ချမ်းသာတာမချမ်းသာတာပါထားကိုယ်တိုင်ကတော့တကယ်ချမ်းသာတယ်ဟုတ်တယ်မလားလောကသားအပေါ်မှာမေတ္တာတော်သင့်ထားနိုင်တယ်စောစောကားကားလှုပ်လာရင်တောင်မှတုံ့ပြန်မှုဆိုတာတော်တော်စဉ်းစားရတာဟုတ်တယ်မလားအဲ့ဒါကြောင့်လောကမှာနေနေတဲ့အခိုက်အတန့်မြန်မြန်တုံ့ပြန်မိတယ်ဆိုတာမေတ္တာအားနည်းလို့ဘာအားနည်းတာတို့သူတော်စင်များသူတစ်ပါးဆဲလို့ကိုထဆဲတာလွယ်သလားမလွယ်ဘူးလားလွယ်တယ်စဉ်းစားเสียမလိုဘူးဟုတ်လားသူဆဲနေတာကြီးကိုကမဆဲတာကတော်တော်လှုပ်ယူရတယ်ဟုတ်တယ်မလားကိုယ့်ရဲ့အပြစ်တွေကိုဟိုပြောဒီပြောနေတယ်
ပြောနေတာကိုသူတို့ရဲ့အပြစ်လဲငါလိုက်ရှာပြီးပြောမယ်ဆိုတာကလွယ်တယ်လွယ်သလားမလွယ်ဘူးလားကဲပြောချင်တဲ့လောက်ပြောမှန်နေဖို့လိုတယ်ဆိုတာကြတော့ပညာသားပါသွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်လောကမှာနေမဖြစ်တဲ့အကုသိုလ်ကမဖြစ်တာအကောင်းဆုံးပဲဟုတ်တယ်မဟုတ်လားအေးအဲ့ဒါကြောင့်ဒေါသရဲ့အပြစ်စုပေါင်းလိုက်ရင်ဘယ်နှမျိုးမှတ်မိရဲ့လားကဲတစ်ခေါက်လောက်ပြောကြည့်ပါဦးဘာတွေလဲလဲရုပ်ဆင်းရင်ငါမလမပဖြစ်ရတယ်ဆင်းရဲစွာအိပ်ရတယ်သီးဘောဥစ္စာမဖြစ်ထုံးချမ်းရံပရိသတ်နေတယ်မိကောင်းဆွေကောင်းမရဘူးအဘေကိုကြရတယ်တဲ့ကဲဘယ်နှမျိုးတို့သူတော်စင်များအဲ့ဒီ9မျိုးထဲမှာလိုချင်တာပါလားဘာဆိုဘာမှမကောင်းဘူးအဲ့ဒါကြောင့်မို့ဒေါသကိုတတ်နိုင်သမျှဘာလုပ်ရမလဲရှောင်ဖို့လိုသလားမလိုလားဒေါသတွေကိုတို့ကရှောင်ပေးလိုက်တော့အဖြစ်ဘာကတ်တွေလွတ်နိုင်လဲဘာကတ်လွတ်နိုင်လဲ3မျိုးတည်းနဲ့လဲထွက်နေဦးဟုတ်လားဘာကတ်ကလွတ်နိုင်တာလဲတထန္တရကတ်ကလွတ်နိုင်တာဘာကတ်ကလဲတထန္တရကတ်ကမလွတ်နိုင်ဘူးလားအဲ့ဒါကြောင့်လက်နဲ့ဒီနဲ့အပြန်ပြန်အလန်းလန်းဒါမျိုးတွေအန္တရာယ်တွေကင်းကျင်ရင်တို့သူတော်စင်များဒေါသအစာမေတ္တာပွားပြီးတော့နေလို့မရဘူးလားကဲနောက်တစ်မျိုးကကြတော့မောဟရဲ့အပြစ်တဲ့ဘာရဲ့အပြစ်တယ်လဲကဲမောဟရဲ့အပြစ်ဘယ်နှမျိုးတယ်လဲဘယ်နှမျိုးတယ်လဲကဲအဲ့ဒီမှာကြည့်တို့သူတော်စင်များမောဟဆိုတာတွေးဝေတာပညာမရှိတာကိုပြောတာဘာမရှိတာလဲပညာမရှိတာပညာမရှိတဲ့ပုဂ္ဂိုလ်များနော်အဲ့ဒီမောဟတွေအားကြီးတဲ့ပုဂ္ဂိုလ်တွေကိုတွားပြီးတော့ကြည့်ရင်ဆိုးကျိုး၄မျိုးတနည်းအားဖြင့်ပြောရင်အပြစ်၄မျိုးတွားပြီးတော့တွေ့ရတယ်တဲ့ဘယ်နှမျိုးလဲအပြစ်၄မျိုးကဘာတွေလဲပြောရင်နံပါတ်1ကိုယ့်ရဲ့အကျိုးစီးပွားကိုမသိခြင်းပြောကြည့်ပါဦးဘာလဲလဲကဲတစ်ခေါက်လောက်ပြောကြည့်ပါဦးဘာလဲလဲကိုယ့်ရဲ့အကျိုးစီးပွားကိုမသိခြင်းဘာမရှိရင်လဲဘာမရှိရင်ပညာမရှိရင်ဘာမရှိရင်ပညာမရှိတဲ့ပုဂ္ဂိုလ်ဒီပညာသူ့မှာသွားပြီးတော့ကြည့်လိုက်ရင်မောဟတွေလွှမ်းမိုးထားတာမရှိဘူးလားအဲ့ဒါကြောင့်ဘာပဲကြည့်လိုက်တွေးတွေးဝေဝေပဲဟုတ်လားမဆုံးဖြတ်နိုင်ဘူး decision မချနိုင်ဘူးဒါမျိုးတွေအများကြီးမရှိဘူးလားအေးအဲ့ဒါမျိုးဖြစ်တဲ့အတွက်ကြောင့်မို့တို့သူတော်စင်များလောကမှာနေရင်မောဟကင်းဖို့မလိုဘူးလားမောဟကကင်းတော့ပညာမရှိတော့မစင်စားတတ်မစင်စားပဲနဲ့လှုပ်လိုက်တယ်ဆိုရင်ကိုယ့်ရဲ့ကောင်းကျိုးကို तू သိသေးလားအေးမသိဘူးအဲ့ဒါကြောင့်နံပါတ်1အကျိုးကဘာလဲလဲကိုယ့်ရဲ့အကျိုးစီးပွားကိုမသိခြင်းနောက်နံပါတ်2ကသူတစ်ပါးရဲ့အကျိုးစီးပွားကိုမသိခြင်းတဲ့ဘာလဲလဲသူတစ်ပါးရဲ့အကျိုးစီးပွားကိုမသိခြင်းပြောကြည့်ပါဦးဘာလဲလဲသူတစ်ပါးရဲ့အကျိုးစီးပွားကိုမသိခြင်းဆိုတာကဒီလိုလှုပ်လိုက်ရင်သူတစ်ပါးဘယ်လိုဖြစ်မယ်ဆိုတာ तू ထည့်စဉ်းစားနိုင်ရလားမစဉ်းစားနိုင်ဘူးအဲ့ဒါကြောင့်မို့မောဟအာကြီးရင်လောကကြီးပြည့်စရာအကြောင်းတွေမရှိဘူးလားကဲအခုဘယ်နှမျိုးရသွားကဲပြောကြည့်ပါဦးဘာတွေလဲဘယ်နှမျိုးကဲနောက်တစ်မျိုးသွားပြီးတော့ကြည့်ရင်မရသေးတဲ့ပညာများကိုမရရှိခြင်းတဲ့ပြောကြည့်ပါဦးမရသေးတဲ့ပညာများကိုမရရှိခြင်းဘာအားကြီးရင်လဲမောဟအားကြီးရင်တို့သူတော်စင်များပညာအသစ်ဆန်းရမလာတော့ဘူးဟုတ်လားဘာမရတော့ပညာအသစ်ဆန်းရမလာတော့အဲ့ဒါကြောင့်လောကမှာနေနေတဲ့အခိုက်အတန့်မောဟကင်းအောင်ကြိုးစားဖို့မလိုဘူးလားမောဟကင်းအောင်တတ်နိုင်သမျှလေးတရားအားထုတ်ပေးရမယ်စာပေဘုဒ္ဓတာရှိအောင်ဖတ်ကြားပေးရမယ်ဟုတ်တယ်မို့လားအဲ့ဒါလေးတွေတတ်နိုင်သမျှလုပ်ဖို့လိုတယ်ပေါ့ကဲဘယ်နှမျိုးရသွားကဲပြောကြည့်ပါဦးဘာတွေလဲကဲဘယ်နှမျိုးနောက်တစ်ခုကကြတော့ရှိပြီးသားပညာများဆုပ်ယုပ်ခြင်းတဲ့ပါတယ်လေရှိပြီးသားပညာများဆုပ်ယုပ်ခြင်း
မောဟအာကြီးလိုက်ရှိပြီးသားပညာတောင်ဘာဖြစ်သွားဆုပ်ယုတ်တယ်အဲ့ဒါကြောင့်မောဟသည်သူလည်းပဲကြောက်เสียမကောင်းဘူးလားကောင်းတယ်အဲ့ဒါကြောင့်လောကမှာနေနေတဲ့အခိုက်အတန့်မောဟအာကြီးရင်တို့သူတော်စင်များဘာကတ်တွေနဲ့ကြုံနိုင်လဲရောဂန္တရကတ်ယောဂဖြစ်တာတွေနဲ့မကြုံနိုင်ဘူးလားအေးရောဂန္တရကတ်နဲ့အဲ့ဒါကြုံနိုင်တယ်ဒီလိုဆိုတော့ကတ်ကြီး၃ပါးနဲ့ကြုံအောင်လုပ်တာလေတို့ပဲဟုတ်တယ်မဟုတ်လားကတ်ကြီး၃ပါးနဲ့မကြုံအောင်လုပ်နိုင်တာလေတို့ပဲဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်လောကမှာနေနေတဲ့အခိုက်အတန့်တို့သူတော်စင်တို့သည်ကတ်၃ပါးကင်းဖို့မလိုဘူးလားအေးကတ်၃ပါးကင်းဖို့ရအတွက်လောဘဒေါသမောဟတွေတက်နိုင်သမျှလျှော့ဖို့ဟုတ်တယ်မဟုတ်လားအေးတို့သူတော်စင်များဒီနန်းလေးကိုနော်ခုဦးဇင်းတို့နေရာလေးတွေဟောရင်းနဲ့ကြည့်ကြည့်တော့နေရာတော်တော်ကောင်းတာပဲနော်နေရာတော်တော်ကောင်းတာဆိုဖြစ်နိုင်သမျှတရားပွဲလေးတွေတက်နိုင်သမျှလုပ်ပေါ့ကြော့ပွဲပါဖို့မလိုပါဘူးဟုတ်လားလာပင့်လို့ရတယ်ဟုတ်လားနော်တရားပွဲလေးတွေဖြစ်မြောက်အောင်လို့ဒီနေ့မှအများကြီးနာလို့ရဟုတ်တယ်မဟုတ်လားနော်နေရာအားတော်တော်ကောင်းအဲ့ဒါကြောင့်တရားပွဲတွေကိုယာတိဥဒုကောင်းတဲ့အခါလေးတွေမှာဒါမျိုးလှုပ်ပေးသွားပြင်ကိုယ်လည်းပဲကုသိုလ်မရဘူးလားကိုယ်လည်းပဲကုသိုလ်ရတယ်နောက်တစ်ခုရှိတာကတို့ဗုဒ္ဓဘာသာတွေမှာတီးတန့်သင်တန်းကြောင်းဆိုတာမရှိဘူးဟုတ်တယ်မဟုတ်လားတရားဟောရင်းနဲ့ပဲသင်တန်းပေးသွားပြီးတော့အဲ့ဒီသင်တန်းကိုလည်းပဲဒီနေရာမှာပဲနာကြားနေကြမှတ်သားသွားကြရတာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်နောင်တရားနာရင်ဘာတွေလုပ်ရမလို့ဆိုရင်စောက်စာရန်လေးတွေယူလာခဲ့ရတယ်ဟုတ်လားဦးစင်းကလုပ်ငန်းလေးတွေလုပ်ရင်နည်းနည်းလေးတိတိကျကျမှပိုသဘောကျအဲ့ဒါကြောင့်တရားထဲမှာလည်းပဲကိုဘာပြောထားတယ်ဆိုတာဘယ်ရက်ကွက်မှာဘာပြောထားသည်ဆိုတာဦးဇင်းကမှတ်တမ်းရှိတယ်ဟုတ်လားဒီရက်ကွက်ရဲ့နံပါတ်နဲ့ဒီတရားနဲ့တခါတည်းကပ်ပြီးတော့ကတ်၃ပါးဒီရက်ကွက်ပြောပြီးသားအဲ့ဒါမျိုးဖြစ်ပြီးတော့နောက်တစ်ခေါက်လာလို့ဟောရမယ်ဆိုရင်မဟောသေးတဲ့မသိသေးတဲ့ပေါ့တို့သူတော်စင်များမနာဘူးသေးတဲ့ဒီတရားမျိုးတို့ဟောပေးရမယ်ဆိုအဲ့ဒါမျိုးလေးတွေဖြစ်ပြီးတော့ဦးဇင်းတို့ဘက်ကလည်းတရိပ်ရိပ်နဲ့ဖြည့်စည်းသွားလို့မရဘူးလားရတယ်နှစ်ဖက်လုံးအဲ့ဒါမျိုးလေးဖြစ်ရင်အ ਨੇ ဆုံးတော့ယဉ်ကျေးတဲ့လူတွေဖြစ်နိုင်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ကြိုးစားပြီးတော့ဒီအပမာရအဖွဲ့လည်းပဲတက်နိုင်တယ်မြတ်ကြိုးစားဖို့ဟုတ်တယ်မဟုတ်လားအခုဒီနေ့လှုပ်တဲ့ကုသိုလ်ရှင်ကကုသိုလ်ရှင်ပါလားဟုတ်လားကုသိုလ်ရှင်ကအခုဒီမှာဘောရဘာပြောင်းသွားကွယ်လွန်ပြီးဖြစ်တဲ့မိဘနှစ်ပါးဖြစ်တဲ့ဥမြတ်တန်ဒေါ်တင်ဦးခင်မွန်းဖြစ်သူဥမြင့်သိန်းတို့အားရည်စူးပြီးတော့ဒေါ်မြင့်မြင့်ခင်မိသားစုဟုတ်လားအေးစာရွက်ကခုနကရေးထားတဲ့တွေကမပါဘူးဖြစ်နေနော်ရေးထားတာကတရွက်ဒါကတရွက်ဖြစ်ပြီးတော့အောက်ကဘာရေးထောင်ဆိုအပမာရဓမ္မသဘင်ဖြစ်မြောက်ရေးအဖွဲ့သူအဖွဲ့သားများတဲ့ဒါပဲပါဒါကုသိုလ်ရှင်ပေါ့ဟုတ်လားအေးနောင်ကြတော့ဒါကအစအဦးဆုံးဒါတို့နောင်ကြတော့ဘယ်လိုလေးလှုပ်ထားရမလဲလို့ပြောရင်စာလေးရိုက်ထားလိုက်ဟုတ်လားနော်စာလေးရိုက်ထားလိုက်ပြီးတော့ဒီနေ့ဘုန်းကြီးကဘယ်ဘုန်းကြီးအောက်ကဓမ္မဒါနကုသိုလ်ရှင်တွဲပြီးတော့တရွတ်ထဲနဲ့ပြီးအောင်လုပ်ရနော်ဒီနန်းလေးမှာလဲစာရွက်ကြီးကိုအကြီးကြီးမလုပ်ရဘူးအကြီးကြီးဆိုတာကတခါလေရှောက်လွှာကြီးနဲ့လှုပ်ထားတာမရှိဘူးလားရှောက်လွှာကြီးနဲ့ဆိုရင်ဟောတဲ့ဘုန်းကြီးကဘာပြဿနာတက်တုံးဆိုတော့ဒီရှောက်လွှာကြီးကလည်းကင်လိုက်ရင်အောက်ကျိုးကျိုးကြပါရက်တောင်ကကင်ထားတာတစ်မျိုးဒီဘက်ကတစ်မျိုးဆိုတော့လက်ကပါတာကနှစ်ချောင်းပဲပါလားဟုတ်တယ်မဟုတ်လားနှစ်ချောင်းပဲပါတာမဟုတ်ဟိုဝါရောဒါရောအများကြီးဖြစ်မနေအောင်တရွတ်သေးနဲ့ခတ်သေးသေးနဲ့ရိုက်နော်ခတ်သေးသေးနဲ့အဲ့ဒါ font အတော်တင်စလုံးလေးပေါ့ကွန်ပျူတာ site ကို font site ကိုတော်တင်ရွေးပြီးတော့အဲ့ဒါမျိုးလေးလုပ်လိုက်တရွတ်သေးကင်ပြီးတခါတည်းဖတ်လို့မရဘူးလားအဲ့ဒါမျိုးလေးနောက်ရက်ကြအဲ့ဒါမျိုးလေးလုပ်ဟုတ်လားနော်နောက်ကဆရာတော်တွေမရှိဘူးလားလက်ပြန်ကြတော့ဘယ်ဆရာတော်လဲဆရာတော်ရှင်စံသောဘာသာဟုတ်လားနော်အဲ့ဒီရဲ့နောက်ရက်ဆရာတော်ကဘယ်ဆရာတော်လဲအရှင်ဇဝနဟုတ်လားဘာရှင်လဲဒုသူတော်စင်များကရုဏာရှင်ဆရာတော်ကြားဘူးတယ်မဟုတ်လားနောက်ထပ်ဘယ်ဆရာတော်ကြားဘူးသေးလဲအဲ့ဒါမေတ္တာရှင်ရဲ့ဆင့်ဘွားကရုဏာရှင်ပေါ့ဟုတ်လားအဲ့ဒါတက်နိုင်တယ်မြတ်ဒုသူတော်စင်များအဲ့ဒီစက္ကုပါလရှင်ဇဝနာဆိုတာဦးဇင်းတို့နဲ့တော့ဟုတ်လားကျောင်းတိုက်တွေဘာတွေမနေဘူးပေါ့ဒါပေမဲ့ဦးဇင်းကစိတ်ဓာတ်လေးချီးကျူးတာတခုရှိတယ်နော်သူ့မှာမျက်စိအာမကောင်းဟုတ်တယ်မဟုတ်လားမျက်စိအာမကောင်းဘဝမှာဘလို့ပဲဖြစ်နေဘ
ဘဝကိုအရှုံးမပေးဘူးဆိုတာလေချီးကျူးစရာပဲဟုတ်တယ်မို့လားလူတော်တော်များများသည်တခုခုဝါလို့ရင်ဘဝရှုံးပေးသွားသူတွေအများကြီးမရှိဘူးလားအဲ့ဒါကြောင့်ရှင်ဇဝနတို့ကိုကြည့်ပြီးတော့အားကြရဟုတ်လားနော်အေးဟိုမှာတရားခွေတွေနားထောင်တယ်ဦးဇင်းတို့ခွေတွေလည်းသူတို့နားထောင်နော်လှမ်းပြီးတခါလေးဖုံးဆက်တာရှိတယ်သူမရှင်းတာဆိုရင်လည်းလှမ်းပြီးတော့တခါလေးမေးတာမြန်းတာရှိတယ်နော်အဲ့ဒါမျိုးလုပ်ပြီးတော့စာအုပ်လေးတွေလည်းမေးတယ်ရှင်မဘယ်စာအုပ်ကောင်းလို့ဘာလေးအကြောင်းဆိုရင်ဘယ်လိုလုပ်မလို့နော်ကိုတလောကတော့အင်္ဂလိပ်စာအုပ်ပါလှမ်းမေးတယ်အင်္ဂလိပ်စာမြန်လေးလာနေတာလားတော့မသိဘူးဟုတ်လားနော်အေးအဲ့ဒါရှင်မ dictionary တပြည့်တော့ Buddhist dictionary ရခြင်းလို့ဆိုပြီးတော့လှမ်းပြီးတော့မေးတယ်ဘယ်စာအုပ်များကောင်းတော့ဗျာတဲ့နော်ပြီးခဲ့တဲ့3ရက်လောက်ကမှလှမ်းပြီးတော့ဦးဇင်းတို့နဘေးရောက်တာဖုံးလန်းဆက်တယ်ဆိုလိုချင်တာကတရားနာရင်ဒုသူတော်စင်တို့ကမူရင်းထားရမှာကဘာတရားဟောတာလဲဘာအကြောင်းအရာကိုပြောပြသွားတာလဲငါဘယ်လိုရှောင်ပြီးဘယ်လိုကျင့်မလဲလို့မှတ်မိအောင်နာဖို့လိုသလားမလိုလားဦးဇင်းတို့ကလေးသန်းနေနဲ့လည်းပဲမဟောတတ်လို့တော့မဟုတ်ဘူးပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့ရှင်းရှင်းလင်းလင်းသိစေချင်တာကပိုများလာတယ်တကယ်တမ်းကတော့တရားတန်လေးပါလေးနဲ့ဟောရင်တော့တရားပွဲပိုပြီးတာပေါ့နော်ကြောင့်မို့ဦးဇင်းရဲ့တရားပွဲတွေကတော့တရားပွဲလို့သဘောမထားပဲနဲ့ဟောပြောပွဲသဘောထားစာလာသင်ပေးတယ်လို့သဘောထားနောက်ပိုင်းကျမှလေသံလေးနဲ့နည်းနည်းဟောပေးအောင်ဟုတ်လားအရွယ်ကြီးလာမှပေါ့ဟုတ်လားနော်လေသံနဲ့ကျတော့ဒုသူတော်စင်များစကားပြောတာမန်ပြောလို့ရသေးလားအေးအခါရပါဘုရားရှင်ကိုရောမြတ်သာဝိထိပြည်မှာသတင်းသုံးတယ်ဆိုဒီလိုပြောလို့မရတော့ဘူးရရလားဘယ်လိုပြောမှရလေသံလေးထည့်ရတာမရှိဘူးလားငကိုယ်တော့ကတော့ဆရာတော်တွေကတရားဟောတယ်ဆိုရင်အဲ့ဒီလေသံနဲ့ကြည့်တယ်အများကြီးဟောကြတာဟုတ်တယ်မလားအခါရပါဘုရားရှင်ကိုရောမြတ်သာဝိထိပြည်ဇေတဝန်ရွှေကြောင်းသတင်းသုံးနေတော်မူတဲ့အချိန်ကအဲ့ဒါမျိုးသွားပြီးတော့တိလို့ပြောရင်လေအခုပြောပြမှာကတော့နံပါတ်1နဲ့အကုန်လုံးရတော့လားအဲ့ဒါမျိုးဖြစ်တော့ဦးဇင်းတို့ရဲ့ခစ်မဲ့ရောက်တော့မလုံးတတ်တော့ဘူးဟုတ်လားတနည်းအားဖြင့်ပြောရင်တော့မော်ရမန်ဖြစ်သွားဟုတ်လားခေရန်တော်များဖြစ်သွားတော့ဘဝဦးဇင်းတို့စဉ်းစားကြည့်တာကဒါကဒုသူတော်စင်များအတန်းနဲ့ဟောတဲ့ဘုန်းကြီးကိုလည်းပဲကဲ့ရဲ့ပြစ်တင်မှုပြောတာမဟုတ်ဘူးဟုတ်လားနာကြားရမယ်ဟုတ်တယ်မလားတပားနဲ့တပားသွားပြီးတော့ကြည်လိုက်ရင်အယူအဆအားဖြင့်လည်းပဲကြွားခြင်းကြွားကြမယ်အခန်းစိတ်လည်းပဲကြွားခြင်းကြွားကြမယ်ဦးစင်းကကြတော့ကျောင်းသားတွေကိုစာသင်နေတဲ့ဘုန်းကြီးဆိုတော့တိတိကျကျသိမှကြိုက်တာဘာဘလို့ပြောလိုက်ရင်ဘယ်နှချက်ကဲပြောဆိုဦးစင်းကအင်္ဂလိပ်စာသင်ပေးတယ်ကျောင်းမှာနော်တို့သူတော်စင်တို့ရက်ကွက်လည်းလာတက်လို့ရတယ်နော်အခုဘယ်မှာသင်ပေးမလဲလို့ခုပြောင်းပြီးတော့သင်ပေးမှာနော်ကံတော်ကြီးဆောင်သိလားအေးဒီဘက်ကတော့သူကတို့လိုက်ဘူးသလားမလိုက်ဘူးလားမသိဘူးပေါ့နော်လှုပ်အားပေးမြို့တစ်ကပဲလာကြတာများပါတယ်ဦးစင်းကျောင်းကအဲ့ဒီကံတော်ကြီးဆောင်မှာအခုကျောင်းဆောက်ထားတာရှိတယ်အဲ့ဒီမှာဆောင်းနေလဲတော်တော်များများပြီးနေပြီနှစ်ပိုင်းခွဲထားတယ်တစ်ပိုင်းကနော်တာမဏေအငယ်လေးတွေမွေးမှာ10နှစ်ကနေ15နှစ်အတွင်းဘယ်လောက်လဲ15နှစ်အတွင်းတို့သူတော်စင်တို့လည်းပဲတော်တော်များများရွာသူရွာသားတွေပါလိမ့်မယ်နော်တောသားတွေပါလိမ့်မယ်ဦးဇင်းတို့ကိုယ်တိုင်တော့တောသားတို့သူတော်စင်တို့မြို့သားလားဘာလားမသိဘူးဟုတ်လားနော်တကယ်လို့များတောကနေပြီးတက်လာတဲ့ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီတောမှာကိုရင်လေးတွေရှိလိမ့်မယ်ပါလေးတွေလေကိုရင်လေးတွေရှိလိမ့်မယ်ကိုယ့်ရဲ့ကိုယ်ရွာကိုသွားပြီးသွားရင်အရွယ်လေးလဲငယ်အောင်မယ်နော်10နှစ်ကနေ15နှစ်အတွင်းစာကလည်းသင်ញင်စိတ်ရှိတယ်ဆိုရင်ဦးစင်းเจ้าကိုပို့ပြီးဘာမှပါဖို့မလိုဘူးသူ့မိဘဆိုတော့မိဘ2ပါးတော့ပါဖို့လိုတယ်ဘာလို့လဲမိဘ2ပါးပါဖို့လိုတယ်ဘာလို့လဲပြောရင်ဒီကိုရင်ရဲ့မိဘဒီဒါဆိုတာမြင်ဘူးထားရအောင်လို့ဟုတ်လားနော်ပထမတစ်ချိန်မိဘပါရမယ်နောက်ပြီးသွားရင်သေခိယပြန်ပြရမယ်ဘာပြန်ပြရသေခိယဆိုတာပฏิသင်္ခါယောနိသောဇီဝံပရိသေဝါမိဥစဉ်တို့ကိုရင်ငယ်တုန်းကလည်းအဲ့ဒါမျိုးလေးကြည့်ရနော်အဲ့ဒီသေခိယပြန်ပြရမယ်ပြန်ပြလို့ကျောင်းထဲကိုဝင်ခွင့်ရသွားရင်တို့သူတော်စင်များကနောက်ကသင်္ကန်းလဲထောက်เสียမလို့စွမ်းကွမ်းအတွက်လည်းပူเสียမလို့ပညာရေးအတွက်ပူเสียမလို့စာအုပ်စာတမ်းပူเสียမလို့ကျောင်းမှာအကုန်လုံးအပြည့်စုံထားပေးတာနော်အေးသူတို့ကတဖြည်းဖြည်းနဲ့
အသက်အရွယ်လေးရလာရင်နောက်က computer training center ပါထည့်ထားတယ် computer သင်တန်းပါတယ် email internet ချိတ်ပေးထားတယ်နိုင်ငံတကာနဲ့ပါဒါလည်းပြောလို့ဆိုလို့ရအောင်လုပ်ပေးထားတယ်ဟုတ်လားအဲ့ဒါကြောင့်မို့ဒီဘက်ကကိုရင်လေးတွေဆိုရင်တောရွာကနေအဲ့ဒါမျိုးခေါ်ပြီးတော့ပို့ပေးလို့ရတယ်ပို့ပေးရင်ဦးဇင်းတို့ဒီဘက်ကနေအဲ့ဒီကုံချမ်းများကိုကုံကြောဖြစ်အောင်ဦးဇင်းတို့လုပ်ပေးမယ်ဟုတ်လားအများသုံးနိုင်တဲ့ပစ္စည်းဖြစ်သွားအည်အသွေးပြည့်ဝတဲ့တာမဏေလေးတွေဖြစ်အောင်တာမဏေကျော်စာမွေးဝဲဖြည့်ခိုင်းမှာဘာစာမွေးဝဲလဲတာမဏေကျော်စာမွေးဝဲအဲ့ဒါလေးတွေကမှတဆင့်သူတို့ကတိုးတက်လာလို့အောင်မြင်လာရင်ဘုန်းကြီးစာမွေးဝဲဘုန်းကြီးဆိုတာကအင်္ဂလိပ်စာတွေဘလောက်ကောင်းနေပါဠိတော်ဖះဟောတဲ့ပါဠိစကားမှနားမလည်ရင်အဓိပ္ပာယ်မရှိဘူးဟုတ်လားအဲ့ဒါကြောင့်ပါဠိကိုဦးဇင်းကသင်ပေးတယ်တစ်ဖက်က အင်္ဂလိပ်ပါထည့်အတန်းတိုင်းထည့်ပေးတာနော်အတန်းတိုင်းထည့်ပေးထားပြီးတော့ဘုန်းကြီးဘက်ကဘွဲတစ်ဘွဲရသွားရင်သူတို့ကိုနိုင်ငံညာပညာသင်ပြန်ပြီးတော့ရွေးအဲ့ဒီတဲကနေရွေးပြီးတော့သူ့ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတန်ရာပေါ့ချို့လည်းပဲထိုင်းနိုင်ငံတက္ကသိုလ်များချူလာလောင်ကွန်းတို့ဦးဇင်းတို့အဲ့ဒီမှာလှမ်းချိတ်ထားတာရှိတယ်နော်ချူလာလောင်ကွန်းတို့နောက်တစ်ဖက်ကကျတော့တိရိလင်္ကာနိုင်ငံရဲ့ကေလနီယာ University တို့ရှိတယ်နောက်ဒီဘက်ကအိန္ဒိယဘက်ဆိုရင်မဂရ University နာလန္ဒ University နောက်ဘုံဘေတို့သူ့ရဲ့ပညာရေးအားကောင်းရင်ကောင်းသလောက်မိဘကထောက်ဖို့မလိုဘူးဦးဇင်းတို့သူတော်ဘာကနေစုပေါင်းလှူထားတဲ့ငွေကြေးဓမ္မပူဇာတွေရှိအဲ့ဒါကိုပညာရေးရံပုံငွေဆိုတည်တံ့လောက်ထားပြီးဦးဇင်းတို့ရွေးချယ်ပြီးတော့လွတ်ပြီးအဲ့ဒီမှာကျတော့ MA ဘွဲ MA Buddhism ပေါ့အဲ့ဒါပြီးသွားရင် PhD Doctorate ကိုကျတော့အိန္ဒိယနဲ့ပြန် join ပြီးတော့အိန္ဒိယနိုင်ငံကနေပြီးအဲ့ဒီ PhD နဲ့ပတ်သက်ပြီးဒေါက်တာဘွဲ့နဲ့ပတ်သက်ပြီးဟုတ်လားစာရန်သူကကျမ်းတင်ပေးရတာရှိတယ်အဲ့ဒီကျမ်းကောင်းစီရလာရင်သိစစ်တိုက်တယ်ရတာနဲ့ကျောင်းကိုပြန်ခဲ့ပြီးတော့ကျောင်းကနေပြီးတော့ဒီဘက်ကအင်တာနက်ပဲသုံးပြီးတော့ email လှမ်းပို့ပြီးအစ်စ်ခံပြီးတော့ဒီကျောင်းကနေပဲလှမ်းပြီးတော့စာပေကိုရေးပြီးသမျှကိုယ့်ရဲ့ပေါမောက္ခစီကိုလှမ်းပြီးတော့ email နဲ့လှမ်းပို့နိုင်အောင်စီစဉ်ပေးထားတယ်ဟုတ်လားအဲ့ဒါကြောင့်ဒုသူတော်စင်တို့ရဲ့ကြေးရွာတွေကကိုရင်လေးတွေရှိရင်ပို့ပေးလို့ရတယ်ငွေကြေးပါစရာမလိုဟုတ်လားနော်အဲ့ဒါကကိုရင်လေးတွေအတွက်တစ်ဖက်ကကျတော့ကျောင်းသားတွေအတွက်လှုပ်ထားတာတစ်ဖက်ကကျတော့ကျောင်းသားက Sunday School ပေါ့စနေတနင်္ဂနွေ2ရက်ပဲသင်ပေးတယ်နော်ဒီလိုຫນွေပိုင်းဆိုတော့ Summer School ရှိတယ်ပုံမှန်ဆိုတော့စနေတနင်္ဂနွေရက်အဲ့ဒီရက်တွေမှာဆိုရင်အင်္ဂလိပ်စာအားနည်းသေးရင် grammar course တွေရှိ grammar သင်တန်းနောက်စကားပြောအားမရသေးဘူးဆိုရင် spoken class ရှိတယ်အဲ့ဒီပုဂ္ဂိုလ်များကတစ်ဆင့်ရလာပြီဆိုရင်ဒီဘက်မှာကျတော့ဦးဇင်းတို့ဘာသာရေးကိုအင်္ဂလိပ်လိုသင်ပေးမှာ level 3မျိုးခွဲထားတယ်ပေါ့နော် level 3မျိုးမှာပထမအဆင့်က background history of the Buddha ဆိုရင်ဖရာသမိုင်းတွေဒုတိယဟာကကြဒီလိုဖရာတွေနဲ့ပတ်သက်ပြီးတော့ the meaning of pictures and pagodas ဖရာတွေမှာရှိနေတဲ့ရုပ်ပုံများရဲ့နော်သမိုင်းများအဓိပ္ပာယ်များဆိုပြီးတော့ရှင်သိဘာကြောင့်ထားစိန်မှုဘာကြောင့်တင်တာလဲဖောင်းရည်9ပတ်ဘာလို့ပတ်ထားတာလဲတခါတလေကျတော့ဘလူးရုပ်ကြီးထည့်ထားတယ်ဘာကြောင့်လဲအဲ့ဒီအဓိပ္ပာယ်များကိုဦးဇင်းတို့ဒုတိယအဆင့်ပေါ့နော်level 2မှာအဲ့ဒါ level 3ကျတော့သူကတော့နောက်ဆုံးဖို့ meditation and applied abhidhamma တရားအထုတ်နည်းစနစ်ဒီအခုထဲမှာသွားပြီးတော့ကြည့်လိုက်တရားအထုတ်တဲ့နေရာမှာတို့သူတော်စင်များအမြင်ကျင်းကြတဲ့အတွက်ကြောင့်ဟာမင်းကဘာယောဂီငါကဘာယောဂီထရံဖြစ်နေမရှိဘူးလားအဲ့ဒါမျိုးမဖြစ်ရလေအောင်ဦးဇင်းဒီမှာတော့စနစ်ပေါင်း73မျိုးသင်ပေးမှာဘယ်နှမျိုးလဲမြန်မာနိုင်ငံမှာထင်ရှားတာအခုမာစီမိုးကုတ်မရှိဘူးလားမာစီဆရာတော်စနစ်မိုးကုတ်စနစ်ဖောက်စနစ်လေဒီဆရာတော်ရဲ့စနစ်ဒါမျိုးတွေမရှိဘူးလားသူတို့ရဲ့နောက်ကနေဆင်ပွားလာတဲ့နာဂန်ဆရာသက်ကြီးတို့ရှိတယ်မရှိဘူးလားနောက်ဥပခင်တို့ရှိတယ်နောက်ဒီဘက်ကမစ္စတာဂိုရင်ငါတို့ရှိတယ်နောက်ကတိဝိုင်းဆရာတို့ရဲ့နောက်နိဗ္ဗိဏတော်ရဒါတွေမရှိဘူးလားအဲ့ဒီစနစ်တွေကိုဦးဇင်းတို့ချုပ်ပြီးတော့ဒါဟာဒီလိုအားထုတ်တာဒီလိုအားထုတ်တာအဲ့ဒါကတရားပိုင်းကြတော့အဲ့ဒီတိုင်းနောက် applied abhidhamma ဆိုတာလူတယောက်စကားပြောလိုက်ရင်အဘိဓမ္မာနဲ့ခန့်မှန်းနိုင်ရဒီစကားပြောနေတာဒီလောဘဖြစ်တာလားဒေါသဖြစ်တာလားမောဟဖြစ်တာလားနမူနာအဖြစ်ကြည့်ရင်အခုတရားနာနေတာကြည့်ပေါ့နော်တရားနာနေတာကိုကြည့်ရင်မဟာကုသိုလ်စိတ်ဖြစ်တယ်ဘာကုသိုလ်စိတ်ဖြစ်တာခုတို့သူတော်စင်တိုင်းဒီခုမျက်လုံးလေးတွေပြုပြီးမော့ကြည့်နေတာမရှိဘူးလားနဘေးအာယုံမရောက်သေးဘူးဟုတ်တယ်မလား
အဲ့ဒါမဟာကုသိုလ်ဘာကုသိုလ်လဲအဲ့ဒါမျိုးတရားနာခိုင်းလိုက်တဲ့နန်းမှာလည်းပဲတို့သူတော်စင်တို့အိမ်ကနေမင်းတို့တရားသွားနာမနိုင်အိမ်ပြန်မလာနဲ့ဘာညာနှင်းထုတ်တဲ့လူရှိလားကိုယ့်အသိနဲ့ကိုလာနာတာမရှိဘူးလားအဲ့ဒါကိုအသင်္ခါရိကတိုက်တွန်းမှုမရှိဘဲနဲ့ဖြစ်တဲ့ကုသိုလ်အဲ့ဒါကြောင့်အသင်္ခါရိကမဟာကုသိုလ်စိတ်ဘာစိတ်လဲအသင်္ခါရိကမဟာကုသိုလ်စိတ်ဒီကိုလာတာကလည်းကံကံရဲ့အကျိုးပေးကိုယုံကြည်တဲ့အသိရှိသလားမရှိဘူးလားအဲ့ဒီအသိရှိလို့ညာနာတမယုတ်ပါတယ်လေညာနာတမယုတ်အဲ့ဒါကြောင့်ဉာဏ်ရှင်တဲ့တိုက်တွန်းမှုမရှိတဲ့ကုသိုလ်စိတ်အခုဖြစ်နေတာမရှိဘူးလားနောက်ဒီမှာလာပြီးတော့တရားနာကြတဲ့နေရာမှာကိုယ့်ရဲ့စိတ်လေးကတက်တက်ကြွကြွနဲ့ရွှင်ရွှင်လန်းလန်းနဲ့နာနေတာမရှိဘူးလားအဲ့ဒါဆိုရင်သောမနတပါတယ်လေအဲ့ဒါကြောင့်အခုတရားနာနေတဲ့ဒီစိတ်ကိုကြည့်ရင်သောမနတဉာဏ်ညာနာတမယုတ်တိုက်တွန်းမှုမရှိတဲ့မဟာကုသိုလ်စိတ်ဖြစ်တာမြန်မာလူကြီးတဲ့ပြောရင်ရွှင်ရွှင်လန်းလန်းရွှင်လန်းဝမ်းမြောက်မှုနဲ့ဉာဏ်ရှင်တဲ့တိုက်တွန်းမှုမရှိတဲ့မဟာကုသိုလ်စိတ်ဖြစ်နေတာအခုဟုတ်လားနော်အဲ့ဒီစိတ်လေးကလည်းဖြစ်ပြက်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 နဲ့သွားတာနော်နရီသောတော်ဝိယရေစီးတယ်လို့စိတ်အစဉ်ကစီးနေတာအခုစီးနေတဲ့စီးကြောင်းနေကုသိုလ်စီးကြောင်းတိုင်းသွားနေတာဘာစီးကြောင်းလဲတို့တော်စင်တို့လဲပတ်နေတဲ့အဲ့ဒီသွေးများဒီခုသွားနေတာဒီကုသိုလ်နဲ့ကြည့်တယ်သွားနေတာဟုတ်တယ်မလားအဲ့တော့2 နာရီလောက်ကြာကြာနာနာတရားထိုင်တရားနာလိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကုသိုလ်ပေါင်းများစွာရနော်အဲ့ဒါမျိုးဥစဉ်ကတရားရဲ့သဘောကိုလည်းပဲတို့တော်စင်တို့ကရှင်းရှင်းလင်းလင်းသိစေခြင်းနဲ့ပေါ့အဲ့ဒါမျိုးအဘိဓမ္မာရဲ့သဘောကိုသိသွားရင်အဘိဓမ္မာသိတဲ့ပုဂ္ဂိုလ်ဒီစိတ်နုညံ့သိမ်မွေ့သွားတာမရှိဘူးလားအေးအဲ့ဒါကြောင့်တက်နိုင်သမျှကြိုးစားပြီးတော့ဥစဉ်တို့စီလဲစနေတနင်္ဂနွေသင်္นานတက်လို့ရတယ်ငွေတပြားမှမပေးရဘူးအခမဲ့ဟုတ်လားနော်အခမဲ့စောက်စာရန်ဥစဉ်တို့ဝေပေးဖို့ရစင်သင့်ဟုတ်လားနော်အေးဘယ်ချိန်ကျမှငွေကတောင်းတယ်လေလို့ပြောရင်သင်္นานလာတက်ပြီးတော့သင်္นานကိုဆုံးအောင်မတက်ဖဲနဲ့ပြက်ကွက်ပြီဆိုရင်အိမ်ထိလိုက်တောင်းမှာအဲ့ကြတော့ဟုတ်လားနော်သင်္นานကိုမတက်ဖဲနဲ့စာအုပ်ပဲယူပြီးသွားရင်အိမ်ထိလိုက်တောင်းမှာဒီမှာတက်နေတယ်မြတ်တော့အခမဲ့နောက်ပိုင်းမှာတကယ်ထူးချွန်ရင်ငွေပါဆုချပေးလိုက်ဦးမှာဟုတ်လားအေးအဲ့ဒါကြောင့်မို့အနာဂတ်သာသနာကြီးကိုတို့ကမျှော်လင့်ထားပြီးတော့ပြင်ဆင်ထားဖို့လိုသလားမလိုဘူးလားဦးဇင်းတို့ဘုန်းကြီးဘက်ကလည်းပြင်ဆင်ထားဖို့လိုတယ်လူဘက်ကလည်းပြင်ဆင်ထားဖို့လိုသလားမလိုဘူးလားကဲအဲ့ဒါကြောင့်အခုဒီမှာပြင်ဆင်ပြီးတော့ကိုကနေတဲ့အနေနဲ့ဒီနေ့လေ့လာတဲ့အကြောင်းအရာဒီဘာအကြောင်းအရာလဲကတ်3ပါးတဲ့ဘာ3ပါးလဲအဲ့ဒါကြောင့်ကတ်3ပါးဆိုတာတကြောင်မို့တို့ဘုရားရှိခိုးတဲ့အခါထည့်ထားတာမရှိဘူးလားကတ်3ပါးကကင်းလွတ်ခြင်းနဲ့ဆိုတာဒါမျိုးကြောင့်မို့ပဲတဲ့ကဲအဲ့ဒါကြောင့်ဥစဉ်ဟောခဲ့ပြောခဲ့တဲ့တရားပြန်လည်ပြီးတော့ဏိကုံးချုပ်ကြည့်ရင်နော်ကတ်ဆိုတာမြန်မာလိုပြောရင်ဗါတယ်လေပျက်စီးခြင်းအဲ့ဒီကတ်ဒီဘယ်နှမျိုးဘာတွေလဲပြောရင်ဒုဗ္ဗိခန္တရကတ်ရောဂန္တရကတ်သတ္ထန္တရကတ်နောက်ကတ်3ပါးဖြစ်ကြောင်းတရားဘယ်နှပါး3ပါးရှိတယ်တဲ့ဘာတွေလဲပြောရင်လောဘဒေါသမောဟဒါပဲဟုတ်တယ်မဟုတ်လားသူ့ဟာနဲ့သူတော့မှတ်မိထားရမှာဒုဗ္ဗိခန္တရဆိုရင်ဘာလဲလောဘအာကြီးလို့ရောဂန္တရဆိုရင်မောဟအာကြီးလို့သတ္ထန္တရဆိုရင်ဒေါသအာကြီးလို့ကတ်3ပါးဖြစ်လာရင်ဖြစ်ရတဲ့ဘုံဌာနကဘယ်နှမျိုးလဲ3မျိုးကဲတို့သူတော်စင်များဒုဗ္ဗိခန္တရနဲ့သိရင်ဘယ်ရောက်နိုင်ပြိတ္တာဘုံရောဂန္တရနဲ့ဆိုရင်နတ်ပြည်နဲ့ရွာရောက်နိုင်တယ်တဲ့ကဲနောက်တစ်ခုကသတ္ထန္တရနဲ့ဆိုရင်ငရဲကိုကြနိုင်တယ်ကဲဒီနေရာမှာလောဘရဲ့အပြစ်ဘယ်နှမျိုးလဲ3မျိုးဘာတွေလဲပြောရင်စီးပွားဥစ္စာမဖြစ်ထွန်းခြင်းကိုယ်ဆင်းရဲစိတ်ဆင်းရဲခြင်းချမ်းချမ်းသာသာမနေရခြင်းနောက်ဒေါသရဲ့အပြစ်ဘယ်နှမျိုးကဲဘာတွေလဲပြောရင်ရုပ်ဆင်းအင်္ဂါမလပခြင်းမိကောင်းဆွေကောင်းမရရှိခြင်းသိပြီးတဲ့နောက်မှာအပေရောက်ရခြင်းတဲ့ကဲနောက်တစ်မျိုးက
ဘာရဲ့အပြစ်လဲမောဟရဲ့အပြစ်ဘယ်နှမျိုးလဲကဲဘာတွေလဲပြောရင်သူတစ်ပါးရဲ့အကျိုးစီးပွားကိုမသိခြင်းမရသေးတဲ့ပညာများမရခြင်းရပြီးသားပညာများဆုပ်ယုပ်ခြင်းတဲ့အဲ့ဒါဘာရဲ့အပြစ်လဲမောဟရဲ့အပြစ်ဒါကြောင့်မို့တရားဟောတိုင်းလောဘဒေါသမောဟလို့ခဏနဲ့ပါတာမရှိဘူးလားအဲ့ဒီမှာကောင်းတာပါရဲ့လားတခုမှမကောင်းလို့ဒုသူတော်စင်များလောဘလျှော့ဒေါသလျှော့မောဟလျှော့ရင်ကတ်ကြီးသုံးပါးနဲ့မဝေးနိုင်ဘူးလားဝေးနိုင်တယ်အဲ့ဒါကြောင့်ယနေ့ညကြွရောက်လာကြတယ်အလုံးသောသူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်မိမိကိုယ်တိုင်ကလည်းပဲတန်ဖိုးရှိတဲ့လူဘဝကိုရနေတဲ့အခိုက်အတန့်တန်ဖိုးမဖြစ်နိုင်တဲ့ဗုဒ္ဓသာသနာတော်ကြီးနဲ့လည်းတွေ့နေတဲ့အခိုက်အတန့်မှာကိုယ့်ရဲ့ဘဝကိုတဆင့်နဲ့တဆင့်မြင့်အောင်ကြင့်ကြံကြိုးကိုပွားများအားထုတ်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြကုန်ပြီး၍ဒုက္ခခတ်သိမ်းတို့ရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟူ၍ပေါင်းစုကတောင်းစုပတ္ထနာပြုလိုက်ကြကုန်ရာတည်း